တရားလူရှင်ဖြစ်တဲ့ဥဒ္ဒတန်တော်မူမိသားစုခုနှစ်ကြိမ်မြောက်တရားဝရဓမ္မသဘင်မြတ်စွာဘုရားရှင်သက်တော်55မပြည့်ခင်လောက်35နှစ်ဖျားဖြစ်သက်တော်55ဆိုနှစ်20ပေါ့အဲ့ဒီနှစ်20တွင်းမှာဘုရားရှင်နှစ်20တွင်းမှာဘုရားရှင်နာမှာပြုစုတဲ့လှုပ်ကြွေးတဲ့ပုဂ္ဂိုလ်ပါဠိလိုဥပဋ္ဌာကလို့ခေါ်တယ်အခရာဟုပါဇောရိရှာပါတတလင်းချင်းနဲ့ထောက်မဲ့ဆက်ဥပဋ္ဌာကအဋ္ဌမရန်ရေးတဲ့ဥပဋ္ဌာကရေကဥပဋ္ဌာကအလှုပ်ကြွေးလို့ခေါ်ပါတယ်ပါဠိလိုမှတ်ပါတရားနာတယ်ဆိုတော့ကြုံတော့လေဥပဋ္ဌာကအနာကပ်ပြီးတော့လှုပ်ကြွေးတဲ့အနားလေးမှာရက်နေကတ်နင်းနီးကတ်နေတဲ့လူရှိပါတယ်ရှင်ဘုရင်မှာကိုရန်တော်သမရဝင်ကြီးတိုင်းမှုဗိုလ်ချုပ်ကြီးတွေသူတို့မှာ PA personal attendant ကိုရရှိအတွင်းမှုမှာဆိုတော့ဒါကတော့ရုံးမှာရုံး staff မှာ office မှာတုံးတယ်အတွင်းမှု secretary အခုတော့ PA တော့ရှိရမယ် personal attendant ရှိရမယ်အဲ့တော့မြတ်စွာဘုရားရှင်ကိုရောမြတ်ကိုဥပဝါဏမခဲနော်ဟောပြီးတော့ပါပြီမေဂိယဟောပြီးတော့ပါပြီဘုန်းတော်ကြီးတွေအစအလင်းတင်တယ်လို့ပေါ့စုံနာရှင်သာရိပုတ္တရာညီတာကရသုဏကတ္တနာဂိတနာဂသမလအာနန္ဒ19လောက်ရှိတယ်ကျန်တဲ့8ဦးကတော့အဲ့ဒီအရှင်ဥပဝါဏအရှင်သာဂရအရှင်သုဏကတ္တအရှင်စုံဒအရှင်ရာဒသူဆရာဘယ်နှယောက်ပြီးသွားလဲဆိုတော့ဥပဝါဏပြီးသွားပြီရာဒပြီးသွားပြီမေဂိယပြီးသွားပြီဒီနေ့သာဂရ4ယောက်6ယောက်ရှိတယ်7ပါးရှိတယ်ပေါ့အဲ့ဒီ7ပါးကတော့အနိဗ္ဗဒဥပဋ္ဌာကပါဠိလိုအမဟုတ်ဘူးနိဗ္ဗဒအမြဲစာရီဒနာသိတိလမ်းလေးကိုဆရာတို့ကြောင်းနေတိုင်းဆုံးခံကြွရတဲ့နိဗ္ဗဒဝတ်လုပ်တယ်လို့ဆိုတယ်နေတိုင်းမေတ္တာပို့တယ်နေတိုင်းတရားထိုင်တယ်နေတိုင်းပရိစိတ်တယ်ဆိုရင်နိဗ္ဗဒဝတ်လို့သုံးတယ်အငယ်လုံးနဲ့နိဘာလက်ဆိုင်နဲ့ဓာရိတောက်ရစနိဗ္ဗဒအမြဲ permanent စကုဏတော်အဲ့ဒီ၈ပါးအရှင်အနန္ဒာမရောက်ခင်အရှင်အနန္ဒာကသူ့ဆုနဲ့သူလာတာအဲ့ဒီရာဓဘုန်းကြီးတို့ဥပဝါဏတို့တချို့လည်းယဟန္တာလောင်းနေပါပဲပုရုဇဉ်လည်းပါမှာပေါ့သူနခတ္တကတော့ငရဲကျသွားတယ်အရှင်ဥပဝါဏယဟန္တာထေကြီးဖြစ်သွားတယ်အရှင်မေဂိယယဟန္တာကြီးဖြစ်သွားတယ်ဟောပြီးသွားပြီအရှင်ရာဓမနေ့ကဟောပြီးသွားပြီသူယဟန္တာဖြစ်သွားတယ်ဒီကနေ့ဥရှင်သာဂရသူလည်းယဟန္တာဖြစ်ပါလိမ့်မယ်ဆိုတော့အဲ့ဒီရှင်ဘုရားတွေတခုတော့ရှိတာပေါ့နော်ခက်တာကဒီ message ပေးလိုက်တဲ့အခါမှာပြည်သူတွေမကပေါ့လေဘယ်သူပဲဖြစ်ယူတဲ့သူပေါ့လက်ခံတဲ့သူတွေကကောင်းတာတဲ့ဆိုးတာကိုတည်တည်ချာချာရှင်းပြဖို့တောင်းဆရာတို့တည်ချာရှင်းပြတချို့သချင်းတွေပါလေဆိုပြတယ်တည်ချာရှင်းပြတာတော့မှလမ်းစောင်းသွားတယ်ကိုပါလောက်တယ်ဆိုတာကိုဒီနောက်မှာတရားဝတ်ကိုတရားဝတ်မဟုတ်လို့အပြန်တော့စိတ်ကနားတဲ့ကိုအဲ့လိုဝင်လာရင်တိတ်မကြိုက်ချင်တဲ့ညင်ကမကောင်းဒီဟာကြီးကမတရားဝတ်ကျင့်ပါခံနေတဲ့ယောဂီအောင်တွေနဲ့ဘွားတော်တွေသူကတော့မှခွက်ကင်လှမ်းကြည့်လိုက်တာပါတချင်းကခေါင်းထဲဝင်လာကိုလှမ်းကြည့်လိုက်တော့တရားဝဲကွာမျက်စိတွေတော့မတည့်ဘူးပေါ့လေကိုတရားဝဲမဖြစ်ပါစေဆိုတော့ကိုတရားမဟုတ်လို့ကိုတရားဆိုဆူခံအောင်မနေတိုင်းအဲ့ဒါကိုမှနတ်ဒိုးနေလေကိုကြီးကျော်နေသူရန်ခန္ဓာတရားဝဲလေပြီးတော့အောက်ကဝတ်ထားတဲ့ယောဂီအောင်ပြီးတော့ तू ကဖလားကင်လို့ तू ကလည်းလိုက်ကရင်ဒီဘွားတော်ကြီးဆိုတော့ aims at activities aims are objective သူရဲ့ရွေချက်နဲ့လှုပ်ဆောင်ချက်တွေအဲ့လိုမကိုက်ဘူးပေါ့ကိုတို့လူမျိုးတွေရဲ့ဒီဇိုင်းပေါ့အဲ့တော့တို့ကြဆရာတော်ကတာဂရမထေရရဟန္တာဖြစ်မဲ့လူသူအရက်တောက်တဲ့အရက်မူးတယ်အဲ့ရှင်တာဂရတော့ယဟန္တာတော်ကြာယဟန္တာဖြစ်မဲ့ပုဂ္ဂိုလ်တော့အရက်တောက်သေးတာပဲလို့ဟိုဘက်ကပုဂ္ဂိုလ်ပြန်ပြောတော့မှသိကြတယ်ဒီတရားနာပြီးတွေ့လားဓမ္မစရိလေးဓမ္မဒနာသိရိလမ်းမှာဟောသွားတယ်တခါတည်းတော့ဒေါ်မွေးမွေးတို့တရားဝဲလေဒီမှာလေနဗ္ဗတပယန္တာဖြစ်မဲ့ပုဂ္ဂိုလ်တော်မှလှုပ်သေးတာပဲဥဒ္ဒတင်ရဲ့သားဥဒ္ဒတင်ရဲ့မူလာနဲ့မေကြီးကလည်းဘုန်းကြီးတော်ဟောတာသေးတာအရှင်သာဂရလို့
ရဟန္တာဖြစ်မဲ့ပုဂ္ဂိုလ်တော့မင်းကလည်းမူးတော့မူးသေးတာတို့ကဆိုအဲ့လိုလဲလှုပ်တတ်တယ်ဘာလို့ဆိုတော့ပေးလိုက်တဲ့ message ပေးလိုက်တဲ့အခါမှာသူတို့ယူလိုက်တဲ့ပုံမှာမူတည်ပြီးတော့ကောင်းတာနဲ့ဆိုတာနဲ့ဆိုရင်ကောင်းတဲ့ဘက်ကိုယူတယ်နဲတယ်နမူနာလေးနည်းနည်းပြောပြမယ်ကြားခဲ့ပါပြီဆရာတော်တော့ငယ်ငယ်တည်းက crazy ဖြစ်လို့အဲ့ဒီငကနီတက်ကစာအုပ်တော်တော်များများတော့စာပေပိမှန်ရတော့မှပြန်တောင်းလောင်1900ပြည့်နဲ့1950တိအောင်250ရေးရဆိုခုတော့2မျိုးနဲ့ဆရာတော်ရှိမှဆရာတော်ရဲ့အမေဒေါ်တင်လာရဲ့အကိုကပုတင်ဦးတဲ့ဘုချုပ်အောင်ကြီးတို့ ਨੇ ဘော်ရာသူဘိုးကြီးတင်ဦးဆိုတော့သူကတော့နောက်ရဟန်းတဲ့ဘုတော့စာသိပ်ဖတ်တယ်သူ့စာအုပ်တွေအမွေအများကြီးရတယ်အဲ့ဒီ1950ပြည့်ထိအောင်250ရေးရယဉ်ကျေးမှုဘာသာရေးစာပေဆိုတော့ကလေးတွေကတော်တော်ကြည်ချင်းဖတ်ဘူးတဲ့စာအုပ်၄ရွယ်ရှိဆိုတော့ငကနီစာအုပ်တိုက်ကြောင့်အဲ့ဒီမှာကောင်းကောင်းသိတယ်ငကနီစာအုပ်တိုက်ကစာအုပ်တွေဘာသာပြန်စာအုပ်တွေဖတ်ပါအဲ့ဒီငကနီစာအုပ်တိုက်ကြီးစာအုပ်တွေထွက်ပြီးလို့ရှိရင်လေ physics တွေ chemistry တွေ computer science တွေသင်္ချာပညာတွေအဲ့ဒါမျိုးတွေအကုန်လုံးတွေ engineering ပညာတွေအဲ့ဒါတွေဖတ်ရင်မြန်မာနိုင်ငံကြီးကချမ်းသာပါလိမ့်မယ်ဆင်းရဲခြင်းလွတ်ပါလိမ့်မယ်လို့ရည်ရွယ်ချက်ကောင်းကောင်းနဲ့ရေးပြီးတော့သချင်းထုတ်လိုက်ပါတယ်အစဆုံးတော့အတန်နေတန်ထားတယ်မလုပ်တော့ပါဘူးဆိုတော့တိတ်တိဖုံဖုံလုံခြုံစေပြီနေ့စဉ်ဖို့မထိုးပဲနဲ့နောက်ဆုံးတိတိကျဘုရားတော်ဆရာကဝင်းဦးလဲဆိုတဲ့သူ့မောင်ဆိုတဲ့စသည်အပြင်ဆိုရင်ဆိုတော့သူပြောလို့လည်းကတိတ်တိဖုံဖုံပြည့်စုံပဲတိတ်တိဖုံဖုံလုံခြုံစေပြီနေ့စဉ်ဖို့မထိုးပဲကျိုးပေးနိုင်ပြီဖို့ထိုးကြမလို့တော့မြမပြည်သည်ငကနေတကူနဲ့တချင်းဆိုရတာမဟုတ်နော်မြမပြည်သည်ငကနေတစာဖတ်ကြလို့ပြောတာ50 years back မဖတ်ဘူး so 50 years ago မြမပြည်သည်ငကနေတကူနဲ့မြေရှိုးပါလို့မိုးပါပြန်နိုင်ပြီမြေရှိုးနိုင်မယ်ဆိုဒီနေ့ဘာမှမလုပ်နိုင်ဘူးလက်ရှိတဲ့အစိုးရတွေကစက်ရုံပေါင်း320မှာ220ပိတ်ဖို့ပြင်းနေပါတယ်စက်ရုံလွတ်တော်တင်းနေတယ်ဆိုတော့ကိုကတော့အဲ့ဒီဝန်ထမ်းတွေကိုတော့တရားဟောတော့ပေါ့သူကငိုတာပေါ့ငါလာပြောဘာလို့ရမှာလဲလို့မင်းတို့နေရာမှားနေတယ်လို့မင်းတို့နိုင်ငံတော်တိုင်ပင်ခံကိုမင်းတို့နိုင်ငံတော်တိုင်ပင်ခံမလို့စတင်လို့ပြောလိုက်ဝန်ထမ်းတွေပိတ်တော့မယ်ဘုသူရရေတွင်းကဘာထွက်မလာတော့အဲ့တော့မြေရှိုးမယ်ဆိုအဲ့ဒါပြောတာမိုးပြန်မယ်ဆိုတော့၄မြန်နေတီထွင်နိုင်မယ်စသည်ဖြင့်အဲ့ဒါကိုပြောတာအဲ့တော့အဲ့ဒီလုပ်ငန်းတွေရောက်လာမယ်မြေရှိုးပါလို့မိုးပါပြန်နိုင်ပြီသူကသိချက်ပြောမွဲတဲ့သူတွေငွေမရှာဘူးစူးစမ်းပါဆိုပြီးတော့မှသူကနောက်ဆုံးပိုင်လေးကရှင်းစာကောနာတို့မရဲကိန်းဆိုင်မီဆိုတော့သူပြောလိုက်တယ်ပြီးတော့မှဘိုးအောင်နဲ့ဆိုတော့အိမ်နဲ့အကုန်လုံးဒါကဘိုးအောင်နေရောက်ငကနေစားမရောက်ဘူးသူအဲ့လိုမှားသွားတာဆိုဒီပဲပြင်လိုက်တာလွဲသွားတယ် misunderstanding တိတာလွဲသွားတယ်တိတာလွဲသွားတယ် misleading ယူချက်ဥဒိချက်လွဲသွားတယ်ဥဒိချက်လွဲလို့ရှိရင်အကျိုးဆက် effort သွားပြီဆိုယူချက်လွဲသွားတာဖြစ်ချင်းကြောင့်ကျန်တဲ့အကျိုးပေးတွေအကုန်လုံးတွေကသူ့ရဲ့ effect တွေ domino effect တွေ so repeat effect တွေမရတော့ဆိုဒီနေ့အချိန်ကြီးပဲဘိုးအောင်အကုန်သိတယ်ဒါအဲ့ဒီဘိုးအောင်ရှိတဲ့အိမ်ငကနီစာအုပ်တက်ကစာအုပ်မရှိဘူးကိုကတော့ခလီ10နဲ့12သားတွေကစုချတယ်ဟေးငကနီတကိုနဲ့မျိုးကိုတက်စီမီ sorry ပါပဲဒီတိုင်းမှာပဲရုပ်ရှင်ပဲဖြစ်ဖြစ်အမှုပညာပဲဖြစ်ဖြစ်ပေးလိုက်တဲ့ခါပေးတဲ့ဥစ္စာကိုမယူဘဲနဲ့စောင်းသွားမှလည်းစိုးရသေးတယ်အခုသာဂရမထေရရဟန္တာဖြစ်မှာတော့ဒါလို့တယ်ဒါပြန်တဲ့ဘက်ရဟန္တာဖြစ်မဲ့ပုဂ္ဂိုလ်တော်မူသေးတာပဲလို့အဲ့လိုတော့မလုပ်ပါနဲ့လို့ကျူနေတောင်းပါပါလေနော်ဟင်္ဒရာနာမှာခင်ကြီးပါဟုတ်တဲ့ဖះစုတောင်းတယ်ဘာလို့သူကဖះစုတောင်းတယ်ခင်ကြီးပေါ့နာမည်ကြီးနေတာဥပေါပေါ့ဗျာဘုန်းကြီးပေါ့ခင်ကြီးဆိုဘုန်းကြီးပေါ့ရှင်ကြီးခင်ကြီးပေါ့တနေ့သားကြတော့အဲ့ဒီခင်ကြီးပေါ့ရဲ့ရှင်နာမှာအရက်မူးသမားထေရမူးသမားတယောက်ကလာပြီးတန်ညက်ထိုးတာနောင်လာဘုရားပေါင်း8400กว่าဆိုခင်ကြီးဘောကထင်ထားတာကဒီအရမေရိကဘုရားပုံပြီးသူပွင့်မယ်သူကထင်ထားတာဟာဘုရား8400တော့ကြံသေးတယ်နောင်လာဘုရားပေါင်း8400กว่าဟာအေးဒီ8400နောက်ဒုနှစ်ယောက်နောက်ခင်ကြီးဘောကတော့ကတော့ဩအရမေရိကဘုရားပွင့်ပြီး8400ကပွင့်အောင်မှာ8400ပြီးခုန2ယောက်ကပွင့်အောင်မှာခုန2ယောက်ပြီးတော့မှငါပွင့်မှာနောင်တော်2ပါးတော့မူးတာဆိုသူလက်ထွက်မူးတော့ပြီးတော့အဲ့လိုဖြစ်မှာဆိုလို့ဘာလဲလဲနောင်လာဘုရားပေါင်းဘယ်လောက်လဲ
8000ပြီးတော့သူတို့နှစ်ယောက်ငမူးနှစ်ယောက်အဲ့ဒါပြီးမှဓမေသရီကပွတ်မယ်ဓမေသရီကမူးတော့မှာပေါ်တာပဲရှင်းနေတာအဲ့လိုဖြစ်မှာဆိုရသေးတယ်နော်နောင်လာဘုရားကောင်း8000နောက်ဒုနှစ်ယောက်နောက်ခင်ကြီးပေါက်กว่าဟေးဆိုငါရှိရပွင့်မဲ့နောင်တော်နှစ်ပါးတော်သူတို့တော့မူးလုံးရှိသေးတာပဲဝေးလို့တကယ်ကွာမောင်ပေါက်ခမရတဲ့ထွက်ဆိုသူလည်းချတဲ့ဘူးပြီးသွားပွက်သိမ့်သွားအဲ့လိုလည်းဖြစ်မှာဆိုပါတယ်အဲ့တော့ဒါလေးမြတ်စွာဘုရားရှင်အလုတ်ကျွေးမထီများကိုပြောရင်းနဲ့ဘုရားရှင်တဆူသည်ပဲရှင်မပြေဘူးပေါ့ဆရာမင်းရမှာဆရာတို့ကနေရီသွားတယ်ဆိုရင်နေရီကတိတယ်တီးခံသူအမြဲတမ်းလိန်တယ်ဗျာအဲ့ဒါလည်းနှစ်ပေါင်းများစွာပါနှစ်30ကျော်လောက်ရှိပါလိန်အမြဲတမ်းလိန်တာခံဒီနာဆိုရင်မိုင်90ပဲပြန်လာတော့ဟိုတယ်တရဘာဟိုတယ်ရောက်တဲ့အခါမှာတစ်ချက်ထိုးနေသိတယ်လို့ခင်ဗျားတို့အမြဲတမ်းညာတယ်ကားလမ်းလည်းမောင်းလို့မရအောင်ဒီလူတွေကိုလည်းညှိလို့မရတော့ဆရာတော်ပြောပြအောင်လို့ပြောရသေးတော့မင်းတို့ညာသားတွေကွာအညာရှင်ပြုတယ်ဆိုရင်ဒီရန်ကုန်တွေလို့မဟုတ်တိမ်မောင်း900 1000အဲ့လိုသိမ်းအောင်လို့ဘုန်းကြီးကျန်တဲ့နည်းနည်းလှူတာလော်ကီနဲ့လောကုတ်တာမှာလော်ကီကတအားများတယ်သူတို့အညာတုံးတယ်တောင်းတော့လမ်းလေးစိတ်ထွက်တာမှာကံကောင်းတော့နည်းစော့ထွက်လိုက်လို့ဟာရှင်ပြုနဲ့သူကတိုးတာဆင်ရတကောင်မြင်းရအကောင်20လောက်လှည့်ရစီ50ဒါသွားပြီဟာလို့သွားပြီတယ်မှာသိတော့ထူးတော့ကွာဆိုဒီဘက်ကဘဲညာဘက်ကမောင်းမှာဘဲဘက်ကငါပါတယ်မောင်းတော့လင်းတို့ခရောက်တရားရောက်မှာမဟုတ်ဘူးလေသွားပြီလေအဲ့ရှင်ပြွေမြင်းအကောင်20လောက်ခုနအဲ့လှည့်အစီ50လောက်သေးပြီဘာလို့မတန်းလုံးပြည့်နေညာဘဲကြီးကနေမောင်းကုန်းနေဟာတဲ့ကားရခွန်တိတာဗောဘယ်ပြောင်းမြင်မောင်းကွာငါရှိရပါမဟုတ်ရင်မရောက်တော့ဒီနေ့တရားပဲလေရင်ဝင်မိအောင်ဟုတ်တော့တော်လို့ကြီးချင်လို့ကြဒါတွေဒီရှင်နေပြုတ်တဲ့ရန်နေခံတယ်ခင်ဗျားတို့ဗျာလို့ဘက်ဖိုးလေးနဲ့လမ်းလေးကိုနည်းနည်းလေးညှိလိုက်ပါလားဆရာတော်တို့ကပြောတယ်ဓမ္မစီဆရာတော်နဝကမ္မတွေအများကြီးလှူမဲ့အစားညှိမရဘူးတဲ့ရွာ3-4ရွာတွေ့လားပေါ်လာပြီမြန်မာတွေရဲ့အကြောင်းအရာတွေပေါ်လာဘာသာရေးတွေလုံနေတယ်အခုဆရာတော်နည်းနည်းပဲ TV ဆရာတော်ရေးသူဆရာတော်ကြွမယ်ကွာဆရာတော်ကြီးဒီလမ်းကိုချိငါတို့တွေတော့အသက်ကြီးသေးတယ် TV ဆရာတော်ဒီလမ်းကိုကြွရမှာလမ်းနဲ့ဓာမိုးကြီးတွေဖြစ်အဲ့ဒါဆိုတော့ဘယ်လိုသွားမလဲအဲ့ဒါတွေဘက်ပိုးတွေနဲ့ညှိလိုက်ဘက်ဖိုးကရောက်လာပြီဒီဘက်ရွာကိုညှိတယ်ဟိုဘက်ရွာလူတွေကလုံးဝဘလုံးဝလက်မှတ်မထိုးဆိုတော့ကတိကဖဲ့တွေပေါ့အညာမှာလည်းအဲ့ဒါမျိုးအများကြီးတွေ့ရတယ်တထွားလောက်လေးတပေလောက်လေးပေးလိုက်တဲ့နဲ့လမ်းဖြောက်မပေးဘူးသူကရုပ်ပေါ်မှာအဲ့ဒါကြီးကိုကိုယ်လေတော့ဝေးဒီလိုဒီနေရာပြန်ရောက်တယ်10ပေလောက်ကိုသူ့လေလေးကို10ပေလောက်ဖြတ်ပေးလိုက်ဒီလမ်းဖြူသွားမှာအဲ့ဒါရွာကြီးကိုပတ်ပြီးတော့တို့လူမျိုးတွေဘာသာရေးလဲလို့ဆရာတော်ကမြတ်စွာဘုရားရှင်ကဗုဒ္ဓဘာသာထေရဝါဒဗုဒ္ဓဘာသာဒီပင်ကရာမြတ်စွာဘုရားရှင်ကိုရောမြတ်ခြေတော်ရင်းမှာအလျားမောက်ခတရားဆောက်ခဖျားလျှောက်ပါဆိုပြီးသူ့မိသားရှင်သည်လေးကတရားခင်းခဲ့တာလို့တရားခင်းခဲ့တာဖြစ်ရင်ဗုဒ္ဓဘာသာဆိုလို့ရှိရင်အဲ့ဒီလမ်းလေးတွေနေရာပေးမယ်အဲ့ဒါလုပ်မယ်လို့ပြောအချင်းချင်းပြောခဲ့ပါတယ်တရားဝဲလည်းအလျားမောက်ခတရားဆောက်ခဖျားလျှောက်ပါဖျားလျှောက်ဖို့တော့တရားခင်းပေးတာဗုဒ္ဓဘာသာမရဘူးဒါဆိုရင်လည်းညောင်းမှာတဲတဲ့ဟိုတယ်နဲ့လှမ်းရေကရှားတယ်ရေရှားတော့ဟိုတယ်ကရေသေးသေးလေးလားအဲ့ဒါဥပ္ပဇ္ဇဆိုတဲ့တကားနဲ့ရေလေးသေးသေးလေးလားနဲ့ကဲဗျာအဲ့ဒါကရေသူတို့ကရေနဲ့ဟိုမြစ်ထဲကနေရေထမ်းပြီးပလဲနဲ့တနာလှမ်းထွက်ကြည့်လိုက်တဲတဲ့ဟိုတယ်အမြင့်တောင်ကုန်းမှာဒီလူဘာလို့ဒီကနေပတ်လာတယ်လှဲရဆရာတော်ရထားတဲ့ကားနဲ့ဒီလောက်နေရာလောက်မှာပေ90ထားပါလေ200မရှိသေးဘူးပဲဆိုသူပေ90လောက်ကသူ့လေကိုထိမယ်အဲ့ဒီလေလေးခုလိုက်တော့ဟိုးဘက်ကတနားရီလောက်ဒီမြင့်နဲ့တဲ့ရရင်ဖဖြာပြီးမောတယ်ကဲဗျာမချိုးတော့ပါဘူးဗျာလို့ရေမချိုးရလဲဘာမှမဖြစ်ပါဘူးဆိုတော့နဲ့အဲ့ဒီလေပန်ရှင်ဘာလို့လုပ်တာလဲလို့မေးတယ်သူ့နေရာမပေးလို့တဲ့အဲ့လူရှိလားလို့မေးအရင်ခက်ငယ်လဲငယ်တော့30ကျော်လောက်ဆိုစွာတော့အခုဆိုတော့ပြောရှိတယ်ဖေ။ဆိုပြောစကားပြောညာသားစကားပြောလဲခက်ကိုရဘာဆိုင်လို့လဲကိုတော့ဒီနေ့ပြီးပြန်มาပဲအေးမဆိုင်ဘူးလို့ဒါပေမဲ့ဒီတော့လဲပေးလိုက်ရင်တဲ့ဒီတော့အဲ့ဒီနေရာနေစပားတွေရောက်သွားမှာပေါ့တဲ့ဘယ်လောက်ရနိုင်လဲလို့မေးတော့ကြောဗျာလို့ကြေးတစ်ခုပြောဆိုတော့တနေ့3သိန်းတော့မရ3သိန်းထားပါတနေ့ဒီငါပေ90လောက်လေးရနေတနေ့ကို3သိန်းလောက်စပားထွက်လာအဲ့လောက်တော့မထွက်ဘူးတဲ့3သိန်းနဲ့ဖြတ်လိုက်မယ်ခက်တယ်ဘယ်လောက်လဲသူကဆရာနည်းနည်းကြီးတယ်ကျော်သူ90ဘယ်လောက်ဆိုတော့ကျွန်တော်ကနှစ်90နေရမယ်လို့တွက်ရအောင်လို့100တွက်ဒီနေ့ကနေစပြီးတော့နှစ်90တွက်350ခု cash တောင်းပေးလိုက်မယ်အဲ့လမ်းပေးမလားပြောဟာစကားဓာတ်နဲ့မခုတ်လို့ကံကောင်းတော့ပြန်လာခဲ့ရဟောတူကနားတယ်ဆိုတာလေနင့်နာတယ်ဆိုရင်ကိုတော့ဘာတော့လူမဲ့လာလို့တာလားအဲ့မဲ့ဒိုလာတာ
အဲ့လေသမားကူလဲအိမ်လန်ဒီတိုင်းပါဆောရဗျာလို့ရေတည်ရတာသူတို့လူတွေအကုန်လုံးဒီတော့တာတက်တာသွားမယ်ဘလို့အကြောင်းမျိုးနဲ့ဖြစ်ဖြစ်အေရီမြစ်ကိုဖြတ်လိုက်တာခမရလေလေးကိုဖြတ်လိုက်တယ်တစ်နှစ်ကိုတသိန်းဆိုရင်နောက်နှစ်90ခမရနေမယ်လို့သိန်း90ခုချင်းပုံပေးခဲ့မယ်အဲ့လန်လေးပေးလိုက်ပါမရအခုလည်းမနေ့ကရောက်ခဲ့မရပြောဘလို့ပြောလို့မရဘလို့မှမရဘလို့လုံးမှလဲ why democracy why democracy what democracy who's democracy ဘသူတွေအတွက်လဲ democracy what for why not maybe ဘာကြောင့် democracy ကိုလိုချင်တာလဲဘယ်နေရာအတွက်လိုချင်တာလဲဘသူတွေအတွက်လိုချင်တာလဲဘယ်အချိန်လောက်ထိလိုချင်သွားပြီပဲဒါပြီးသွားပြီအဲ့ဒါလေးတော့မပေးနိုင်ဘူးတရားနဲ့ဟောခဲ့တာတော့ကိုတော့နောက်တစ်နေ့လာရင်ခဲတော့တခုတော့ရှိတော့ဟာပြဿနာတော့ဒီလောက်နေရမိုင်30လောက်သွားမှာလေပြောချင်တာဒီပြောခဲ့ပြီလမ်းနဲ့ခဲနဲ့ထူလိုက်တော့သွားပြီဟုတ်တယ်ဘာကားဝါရောင်နဲ့ကြောက်သွားတယ်ကားသမားကိုပြောတယ်အခုနေကားတစ်ခုဖြစ်သွားရင်လို့ဒီမှာညအိပ်ရမှာခေါ်လဲမကြောက်ဘူးဘယ်သူမှတယ်လီဖုန်းလက်ဆက်မရမို့ရွာလဲဘယ်သူမှမရှိတော့ဒီမှာညအိပ်ရမှာဗျာနည်းနည်းလန့်သွားပြောချင်တယ်တော့ပြောခဲ့ပြီအဲ့တော့မညီဘူးပြောတာလက်မပေးချင်ဘူးလက်မပေးချင်ဘူးဆိုရင်မဲခင်ကလမ်းခေါ်ပါတယ် way is the way to nibbana ဆက်လက်မပေးချင်တဲ့ပုဂ္ဂိုလ်ဒီနိဗ္ဗာန်လမ်းကိုမရတာတော့သိကြပါပြီဘသူဒီအများပြည်သူလေးလိုလေကူရှောက်မဲ့လမ်းကိုပေးလို့တဲ့ပုဂ္ဂိုလ်မရှိတဲ့ပုဂ္ဂိုလ်ဒီနိဗ္ဗာန်ဆူတောင်းလို့တော့မရတော့ဘူးထင်တယ်လို့ဆိုရတယ်ဆက်အဲ့လိုမျိုးဒါအခုဒါကကိုကြုံခဲ့ရတာတိတိလေးပါဆရာတော်လည်းပြောရတယ်ကျွန်ုပ်ကခင်ဗျဆရာတော်နှစ်ပေါင်းများစွာပြင့်မှုစူးစမ်းနေတယ်လှူပါတယ်အများကြီးလှူလိုက်ပါတယ်တော့လှူနိုင်ပါတယ်သူတို့ပတ်စံနဲ့ရှိကြတော့ရွာပတ်စံရှိကြတယ်ပတ်စံရွာရှိတယ်ဆိုတာဆရာတော်ကသူတို့သိမိတ်ဆွေဟိုနောက်တစ်နေ့တဲ့ပြောရင်နောက်တစ်နေ့အဲ့ဒီကိုတရားဝဲပေးရမှာဆိုလို့ဒီလိုဆရာတော်နည်းနည်းလေးဆရာတော်မိစိမ့်လေးပြလိုက်တဲ့ကြောင်းလေးကစီသွားနိုင်တယ်တဲ့ဆရာတော်ဘေးနာပတ်ဝန်းကျင်ပါတယ်ဆရာတော်ဘေးနာပတ်ဝန်းကျင်ပါတယ်အဲ့ဒီရွာသားရဲ့လက်ဖေးစင်80ရှိတယ်သူဆရာတော်သိပြီးသားဆိုသင်္ကန်းညွန်းရဲ့မြောက်ကလန်နာမှာ200ကျော်230ရှိတယ်ဒီကောင်လေးကြောင်းနဲ့ဝင်လာရင်ဝါဒါโอเคသွားတယ်ခေါ်ရလိုက်မလားနေဦးတရားဝဲပေးရတော့မကိုဒီနေ့တည်းကနေခုတည်းကဒီနေ့ကနေစယူလိုက်တော့မယ်တဲ့အဲ့ဒါကြောင့်မလို့ဟာဒီတော့ဝေးယူလည်းမလာရင်ငါစားရေးရရှိတယ်ကွာလို့အဲ့လိုတဲထားလိုက်တယ်ဘလောက်တွေသူတို့လက်ဖေးဆိုင်နေနဲ့လက်ဖေးဆိုင်ဆရာတော်ဥပဒါနာတရားဝဲအတွက်ဆိုလက်ဖေးဆိုင်23ဆိုင်ကိုတစ်ဆိုင်တစ်သိန်းဆိုတော့30ကျော်အော်တိုဖြစ်သွားတယ်အဲ့တော့ဒီလိုလာတာဆိုတော့အဲ့ဒီနောက်တစ်နေ့လာမယ်ဆိုရင်အဲ့လက်ဖေးဆိုင်230လုံးတစ်ဆိုင်တစ်သိန်းဆိုရင်တေချာကို350ပဲရတော့သူတို့စာချုပ်တာသူတို့ကလောက်တာဒုမယာခဏပဲလာတာလို့အဲ့ဒီလမ်းလေးပြီးသွားလို့ရှိရင်ပြောခဲ့တယ်နော်ကိုလူတွေရှိရင်လေအခုနေမြန်ဗိုက်ကြီးတယ်မှာတယောက်ကလေးမွေးရဆိုလမ်းနေပြုတ်ကြပါအဲ့လမ်းထွက်လို့မရတော့ဆိုအဲ့ဒါမျိုးတွေမင်းတို့စဉ်းစားပါလားမစဉ်းစားဘူးတို့အသက်ကြီးရုံတည်းဆေးုံသွားမယ်လမ်းနေသေသွားမှာပေါ့ကွာလို့ငါကတစ်ချိန်မဲငါကလာတာလို့မြန်မာနိုင်ငံကြီးနဲ့နိုင်ငံရေးစကားနဲ့ပြောလိုက်ရင်ဝန်ကြီးချုပ်ဦးနုကိုအင်္ဂလိပ်တွေတိဆိုင်ပြောတယ် Mr. Nu you စဉ်းစားပါ you have to think ခက်စဉ်းစားပါဆိုဦးနုကလည်းဟင်္ဒရာဦးမြအဲ့ဟင်္ဒရာဦးမြနဲ့ဘေဒင်တွေ့လိုက်တဲ့အခါမှာ4နိုင်နဲ့မိနစ်20ဒီမြန်မာနိုင်ငံရဲ့ကောင်းခြင်းဂုံဆိုပြီးတော့ပြောပါတယ်ပြောတော့အင်္ဂလိပ်တွေတိကျပြောတယ်ကျွန်တော်တို့တွေကတဲ့တရက်သေးပဲအိယာထမှာတဲ့မြန်မာလူမျိုးတွေ4နိုင်20မှာနေတိုင်းမနေ့အစိုးရအလေးထားပြပါလိမ့်မယ်အဲ့ဒီ4နိုင်20ဗမာတွေအိတ်ကောင်းတဲ့ချိန်အခုသွေးဆူလို့တာအလံတော်အလေးပြုမှာဒီနေ့နိုင်ငံတော်လွတ်လပ်ရေးနေ့လေးလူသိပါဘူးအိတ်နေတာသိလားမသိဘူးလေအိတ်နေတာလေ4နိုင်20လေနိုင်ငံတော်အလံတင်ခမ်းနာdown Union Jack down National Flag up ဆိုတာပြီးသွားသိတော့မသိတော့ Union Jack လမ်း down အောက်ချ National Flag မြန်မာ Burmese Flag up Union Jack down အဲ့ဒီတော့ကတော့ကိုတုံးကအဖိုးကြီးတော့အော်ခဲ့တာပေါ့ခုအဲ့စလုံးတော့မေးတယ်လူတရားမှတယောက်မသိဖြစ်သွားပြီလေဟောဗျာဒါတမိုင်းနေလေးလည်းမယ်လူမ Union Jack down ချစ Burmese Flag up ဆိုဦးနုတို့သိပျော်ခဲ့တာပေါ့၄နိုင်နဲ့မိနစ်20ကျွန်တော်တို့ကတရက်ပဲထမှာတဲ့ယူနုခင်ဗျားတို့နေ့စဉ်မထနိုင်ဘူးနော်တဲ့ခင်ဗျားတို့ဗမာတွေတချို့အကြောတင်းတယ်ဒါပါပဲဒီလူတွေကြီးပဲဒါဗြိတိရှ်ပါလက်စတိုင်းနဲ့ဂျေရုဆလင်ကိုဗြိတိရှ်စွန့်ခွာနေမှာသူတို့ဂျူးတွေမှာတော့ရှိတယ်အဲ့တော့သူတို့ဖျားတွေသူဖုန်းကြီးတွေပဲကန်ရအဲ့ဒီဖုန်းကြီးကိုအင်္ဂလိပ်စစ်ဘုံကသွားပြီးရောဂျေရုဆလင်ကိုပြတ်တယ်တဲ့ကျွန်တော်စစ်သားတွေ2000လောက်ထွက်တော့မယ်ဒီနေ့ထွက်တော့မယ်တဲ့စကားလေးတစ်ခွန်းတော့ပြောခဲ့မယ်တဲ့
Never answer Jerusalem, no Nippon Nazi, twist on him, mute, chilly, tenome, by me, dignity. To pure. No, Tot was a zoom mount related, Tot Mad. So Palestine, Jury, the English teacher of Aradia. General said that Dini Troparome. Jerusalem or Jerusalem, John Badapiane. By me, no me. Tot was a lame mortality, then I love Jama, twist on a Tanatani. Lame nombre di child Palestine around the Jewish dignity. The joke is a miadi, the chayali, yishiri to me. Queer lady pillet to appear, Lanny Pin. So, anima, a poet she, a poet she, the Jew she may, Kalimu she may, and meeting she may, Elunelli send her to like para. Tavian Gami, a good pure Yamiago, Sarah Twitch on a yadido, and a pure come, oh, through the hour at Watercama. Oh, yeah. Dinama, do you know Viana or Galilea sing where? Galilea sing on a 2 year. Oh, Galilea sing was a shimmin Joe Winyard. The loop your out. Oh, is a minute. At that one, not on the open. You are the Nene or at the other tonight. At tonight, what were we will be as at the night. What don't say. And then none of your three are told a lot where. But Tata go to one job, and we will do poem drama so Tavi the Yudas or Lena's convenient people and convenient. Tiawa Tuana, Shimapu, Oama, convenient people. Okay? Time Yazaviashi Kuromiagio, keep Chetana, near Miereme, convenient children, maybe you at the plateau. When a Megia Martina Mesa, Megia, the way they think any Tavio, Pia de Bade, Megia, not a little Narabala, Napia, me, Tobacqua, a police of Namia, Kutame, Susitame, Kutame, and a Pia de Bade Jenny. That means some of you. Tunaka and Piaja, the way they need to check it. A good home at Udagara. Shooting Piolet, and any Tiamahogan. Udagara, when Yazavia and Yenny own order, Yinu, you chewed it. Udagara, Yazavia, Yanni, you chewed Choyoa. You do Lala, the Nadari land, Udagara piano design. Udagara, Mesopia, Shimucho Woolly, Chitum with who look womenly. Bella, whatever, Lumu and Lola, also Sanadi. Shana, Yazavia, any Udagara, you, a low Juitara, Piata Sure, Yanibe Yimichulea. Jibu Yamakanao, this is convenient of you, inconvenience. I want to apologize to you any convenience for our flight. Let me no jar. Let me no jar, Damasaro. Surely, join out the chatuli. No. Nyajarole, the night, Yadana Yoda, more. Something appeasing. Nya let the Chequala my yome, at a daily through a daily science or daily in the tape. The night query. Young Yodo, neither the night way. I am only never coffee net, I would not moan and beat why. To the hour of war. So in Diboa, you know, John was in Minuwa, Sierra, shicks with me in a toilet. Plus, so piano like Nawaka Pala, why you sent take your chin become a wood John pointed out. Pulling up person in the yard, calling it, bringing in it. Teenage do by the yard. More, the hot air of Brua. Pomobia, no jarida, the check where not in the yard. Peter, Damien, no jarida, Davy, people they know. Dear Tarama Milu Minas to the name. So Kone Monamalo Shido, Kamozaga, Sia Joy at the Bimajam Haqua, Nenedi, Sodoli Tropizama. So the Telemayaro. As a contact flight she looked on the Shero Chijin, Limos and Semido, Miwa, Joy the check to be the So Milo Matemido, Balloonine Vetu, the triangle of Mia, than Piva. It's a combination. Tavi Shingodana, Shemialu Kuro did it, 2 machine, Muni Meswa, Tamadamuro, or go here movie native Rumayan who told it. At the Kurashide. The town Bieniloga, Texica, to see, development. Wins on it. Wins on cheap below, 2 Posura Male, Dilu Papino, a bonnet for abusing animal, Mayango abusing attack to Tatawa 10, PhD 10. Clumsy popular. Another Wajiro Bell, go in all that time, Eric. And China going to a Pasurio and Buddy, Sero or going to a Pasual and Eddie Amagane, Nanuzi like what? The car is Yamuno.
အဲ့ဒီကားသမားရဲ့တန်ငယ်ချင်းပေါ့တန်ငယ်ချင်းနဲ့ငါဖုန်းယူကြည့်ယူတယ်ငါလိုက်ခဲ့မှာကွာမလုပ်ပါနဲ့ကွာဆိုပြီးကားပေါ်တော့ကြည့်တော့ဝါဆိုတစည်းလုံးအန်ချတယ်အဲ့ကောင်ဘေးမှာလဲနေလို့ဘိုးကြီးဒီကအရင်ဦးကောကြည့်ယူနေအေးကွာကြည့်ယူလဲမင်းနေပါဆိုပြီးအဲ့ဒီအရင်အန်ဘတ်တွေနဲ့ပဲအဲ့ဒါတော့လက်ဒါမျိုးတော့ကြုံမယ်ဘူးပါတော်သေးတယ်ကိုယ့်ပေါ်မှာအန်ချလိုက်လို့ဝါဆိုနောက်ကဆရာတော်ကိုယ်နောက်ထိုင်တာအဲ့ဒီနေမှာဆရာတော်ရှေ့ကြွားဖျားဆိုရှေ့ကြွားတယ်ဟိုနောက်မူးတဲ့ကောင်မသိဘူးခါတိုင်းဆိုနောက်ထိုင်တာကားအမြဲတမ်းအဲ့ဒီညမှာတက္ကစီရဲ့ဒရိုင်ဘာရှေ့ထိုင်လိုက်တာကိုယ်ကတော့ဆရာတော်ကြည့်ယူတော့ဟေးလို့ချရတယ်ကိုယ်ကတော့ဒီကုန်းလုံးအန်ဘတ်တွေအေးပွဲသိရင်အဲ့လိုတော့ကြုံမှုတယ်ဒီမင်းကတော့အဲ့တခါပါပဲနော်ဒီမင်းကတော့အခုမြတ်စွာဘုရားအရှင်သာဂရကြီးရဲတယ်မူးလားရေမချိုးလိုက်ရဘူးအဲ့ဒီရေဝီရမကန်းလိုက်ရဘူးဒါမျိုးတွေရှိတတ်တယ်ဆိုတော့ convenient မဖြစ်တဲ့အရာတွေရှိပါတယ်မြတ်စွာဘုရားတန်ဝေကယူစရာလေးအော်အဲ့မြတ်စွာဘုရားကိုယ်နဲ့ချက်သားတို့ငါဘုရားရှင်အသက်ကြီးလာပြီကွာငါနိဗ္ဗတ္တဥပထာက permanent personal attendant လို့ရှင်တယ်ငါ့ချမှာခုရှင်တယ် impermanent အနိဗ္ဗတ္တစာအနိဗ္ဗတ္တတွေဖြစ်တာပြင်အောင်အမြဲလိုချွေလိုချင်တယ်လို့ဘုရားရှင်ညင်းညူခံရလောက်အောင်ရှိတယ်ဒါတွေတောင်ဝကအဲ့တော့ဥဒါဂရအကြောင်းအဲ့ဒီဥဒါဂရအကြောင်းကိုတရားကောင်းစဉ်ကတကိုးရှင်ပင်ဖြစ်စေဥတော်လို့တရားပြထားတယ်ဘယ်လိုလဲဟုတ်ပြီမြတ်စွာဘုရားရှင်ကိုရမေတေနာကောပါဏသမေနဘဂဝစေတိယထန္တာစေတိယတိုင်းပတ္တဝတိကခြံစည်းရိုးတွေကောင်းတယ်ခြံစည်းရိုးတွေတအားကောင်းတယ်ဆိုတော့ပုံစံကြည့်ရတယ်အဲ့ဒီငကားရဲ့ကြောက်လို့လားမသိပါဘူးနော်ခြံစည်းရိုးအဲ့ဒီဗတ္တဝတိကဆိုခြံစည်းရိုးဗတ္တကကောင်းတယ်အဲ့ဒီရွာလေးမှာတရင်တော့တော့ခလေးလေးတွေလာပြောတယ်မြတ်စွာဘုရားဒီခုပဲရှေ့နာကအမ္ဘတိဋ္ဌသရက်ပင်စိတ်အမ္ဘကသရက်တိဋ္ဌကစိတ်အဲ့ဒီသရက်ပင်စိတ်နာကိုမဖြတ်ပါနဲ့ဘုရားခလေးလေးတွေကအဲ့ဒီနာမှာရှိတဲ့ငကားတကောင်တအားဆိုးတယ်တဲ့လူတွေ့တယ်နဲ့ तू ကအမုန်းဆွဲပေါ့အဲ့ဒီငကားခတ်စောစောအဲ့ဒီငကားကဒီသရက်ပင်စိတ်နာမှာ तू ကဂရုသမားနားတော့နော်အဲ့သရက်ပင်စိတ်နာမှာဂရုသမားအဲ့ဒီဂရုသမားလို့တော့စကားပြောစင်မပြေဘူးသူရဲ့ customer တွေနဲ့သူစကားပြောတာအဆင်ပြေတော့ထိုးချိတ်တစ်ချိမှာပေါ့ကျတော့သူကဆိုးလုံးမကဆိုးတာနဲ့အဲ့နာလိုဝိုင်းရိုက်တာပလိုက်တာအဲ့လိုသူလူတွေအဲ့နာလိုပုံဆိုဆိုးခါဆိုးတွေထင်ကြည့်ရတယ်အဲ့ဒီဂရုသမားကိုလှေသမားကိုဝိုင်းကင်ထဲတာတေသွားရိုက်တေကန်នេះမှာသူဆွတ်တောင်းလိုက်တာငါသည်ဟာဒီနာလူတွေကိုဖျက်ဆီးရတဲ့သူဟာတွေ့လားဒေါသနော်မလုပ်နဲ့အာဃာတတောထိုကရုသမားသည်ဝိရုဒ္ဓေနစိတ်တေနကြမ်းတမ်းတဲ့စိတ်နဲ့ဘလို့နည်းနဲ့ anyway ဘလို့နည်းနဲ့ဖြစ်ဒီရွာသူရွာသားတွေကိုဖျက်ဆီးနှိပ်စက်ရတဲ့လူဆိုးတကိုးချဖို့လူဆိုလဲတိရစ္ဆာန်ဆိုလဲအဲ့လိုဖြစ်ရပါလေဆိုတောင်းတော့ဒုဆိုဒေါသနဲ့တေနကားသွားတာပဲအဲ့ဒီအမှန်တရားမမြင်တဲ့မောဟတိရစ္ဆာန်နကားကြီးဖြစ်ပြီးအဲ့ဒီမှာသူကလာသမျှလို့ဒုက္ခပေးမိုးရွာမဲ့အချိန်ဆိုမိုးတွေမရွာအောင်သူ့တကိုးနဲ့လှုပ်ကောက်ပဲသိနေနေပြည့်စုံဆိုရင်မိုးတွေရွာချပြီးသွားပြီခလေးတွေကြောင်းတဲ့ချိန်မိုးတွေရွာချပြီးတရင်ကျော်တစောင်းမိုးတွေရွာသွားအများနဲ့သူဒုက္ခပေးနေတော့ရွာနှစ်စင်သူ့ကိုရွာသူတွေကစုပြီးတော့ပူဇော်သူ့နေစရာလေးအဲ့ငကားမင်းအတွက်နေရာလေးဆောက်ပြီးအဲ့လိုသူကနည်းနည်းငကားဝတယ်လူဝတာမဟုတ်ငကားနော်အဲ့လိုအဲ့ဒီငကားရှိနေတော့ဒီခလေးတွေကဒီငကားကိုကြောက်တော့မြတ်စွာဘုရားအဲ့ဒီတရေပင်စိတ်ကိုမကြွပါနဲ့အလွန်ဆိုးတယ်ငကားအဲ့ဒီမှာအရှင်သာဂရမထေရကဘုရားရှင်အလုပ်ကြီးဆိုတော့ဖြတ်ဆိုဘုရားရှင်ရှိကိုဝင်မတ်တက်ရက်လိုက်ပြီးတော့သွားမယ်ဘုရားရှင်အလုပ်ကျွေးနော်ဥပါဒကအဲ့ဒါအရာကိုဒုက္ခနဲ့အာယသမသာဂရောရှင်သာဂရမထေရတိယေနအမ္ဘတေရတတရေပင်စိတ်ကိုသွားပြီတဲ့ပင်စိတ်သွားပြီအဲ့ဒီတရေပင်စိတ်သွားအဲ့ဂျာကရပွေသိတော်မီတင်းကိုတည်းဝင်ဟိုကောင်ကငကားရှိတဲ့နေရာသွားတိနာတန္တရကမြက်ကလေးခင်ပြီးဖြတ်ဆိုဘယင်တပတ်ဝင်စားတေဇောကတိုင်းဝင်စားတဲ့နေမှာရှင်မာမောက်ကလန်ပြီးရင် तू အတော်ဆုံးပဲဟုတ်ကဲ့တေဇောကတိုင်းတေဇောဓာတုကုသလန်နော်တကိုးရှင်နော်တေဇောကတိုင်းမီးကတိုင်းဝင်စားတဲ့နေရာမှာဘုရားရှင်ပြီးရင်ရှင်မောက်ကလန်ပြီး तू တာဝကရမှာ तू second place မှာရှိတယ်ရှင်မောက်ကလန်ပြီးရင် तू ပဲငကားတွေနေနေတာနှစ်ဦးရှိပါတယ်နန္ဒောပရဏငကားမင်းကိုရှင်မောက်ကလန်ဒီတရက်ပဲစိတ်ငကားမင်းကိုအဲ့ဒီတာဂရမထေနှိမ်နှင်းလိုက်တခါတည်းတိနသန္တာရကံမြက်လေးတွေခင်းပြီးတော့ပညာပက်တော်ခင်းပြီးတော့နေသီပန်လင်ကအာဟုသိတော်တမန်ကိုလေးချိတ်ထိုင်လို့ဥဆုံးကံယပဏိတရကိုဖြောက်မှတတိကလည်းဟော
ဘယင်သမဘတ်တွေဝင်စားအဲ့ဒီဘယင်သမဘတ်တွေဝင်စားပြီးတေဇောကတိုင်းဝင်စားတဲ့ခါမှာခုနသူ့နေရာလာထိုင်တော့ငကွားမှာဖြတ်သွားရင်တော့မှဒေါသထွက်နေတဲ့ငကားဒီဥပိကရုံးကတယောက်တည်းဒီဥပိကရုံးကအောင်မငါနှစ်ယောက်လာပြီးတော့အဲ့ဒီရှင်သာဂရကအာယသမဏသာဂရရှင်သာဂရဝင်လာတဲ့ကြောင်းနဲ့ဝင်လာတာတွေ့တော့ဒုိသဝမြင်ရသည်ပြည့်ဒုံမနောငကွားမှာဒေါသကြီးတဲ့ပုဂ္ဂိုလ်စိတ်မချမ်းမသာနဲ့ပတုပါယီရှင်အရှင်သာဂရကိုတကိုးတွေအခိုးတွေလွတ်တော်တာပဲအဲဒီမှာအရှင်သာဂရကလည်းဖျက်ဆိုတေဇောကတိုင်းဝင်စားပြီးတော့အဲ့ဒီငကားကိုအပူသမားကအပူနဲ့ပဲရတာလေအပူလေးနဲ့ပြန်မှုတ်တယ်ခင်ဗျားရုပ်ရှင်နဲ့ကြည့်တယ်လို့ပေါ့ဗျာငကငွေတန်းလေးမိရမှုတ်တော့သူ့ရဲ့သာရဖြစ်ချင်းငြိမ်သွားတာအဲ့ငနဲ့ငကားငြိမ်သွားလူရောင်ဖန်ဆင်းပြီးတော့အရှင်ဘုရားတကိုးကြည့်လိုက်တာဗျာတပည့်တော်ရှင်ဘုရားကိုပြောသိခံပါဗျာပြောရှင်ဘုရားကိုတောင်းပန်ပါတယ်ဗျာငါမတောင်းပန်နဲ့တဲ့မြတ်စွာဘုရားကိုတောင်းပန်တဲ့ငါမြတ်စွာဘုရားရဲ့သားတပည့်ဒါမှဗုဒ္ဓံတရဏံကိစ္ဆာမိဓမ္မတရဏံကိစ္ဆာမိငကားလူအောင်လေးဖန်ဆင်းပြီးတရဏံ၃ပါးယူပြီးတော့ပြီးသွားပြီဇလန်အဲ့ဒါပြီးသွားပြီအဲ့ဒီမှာကောတံဘီရလူတွေကဒီနေ့ခေတ်လို့ပေါ့ဟဲ့ဥကောတန်လာကတကူကြီးတဲ့တော်ကြီးဆို Facebook တွေကလွှင့်လာ message တွေဟုတ်ပြီနော်ယောဂိရတကရောအမတ္တိတကိနနာဂိနတတ္တေသင်္ကမေတိလူတွေအများကြီးရောက်လာပြီဟဲ့အရှင်သာဂရအယောသာဂရောအရှင်သာဂရမရိတိအမတ္တိတကိနနာဂိနသယပင်စိတ်ကနဂါကြီးနဲ့စစ်ခင်းလို့နဂါကြီးရှုံးမိတယ်ဆိုပါလားကြည်ညိုလိုက်တော့ဥဒ္ဒကရိုက်တွေးဝင်းနေတယ်တကိုးရှင်ဒါဆိုအဲ့ဒီကောသမီရဲ့လူတွေကဒါနဲ့မြတ်စွာဘုရားရှင်ကိုရမြတ်ကကောသမီကြွတော့ तू ကလည်းမြတ်စွာဘုရားရဲ့အလုပ်ကျွေးအာနန္ဒာလို့ဆိုတော့မြတ်စွာဘုရားနောက်ဘေးနဲ့ကပ်ပြီးပါသွားတယ်မြတ်စွာဘုရားတက္ကရာတရားဟော तू ရွာရက်ကွက်ထဲသွားရှင်မြတ်ဘုရားရှင်မြတ်ကောသံလားဘုရားဟုတ်ပါတယ်ဒီကိုဒနာသိတိမယံကုန်ခဏကြွပါဘုရားထိုင်းနေရောရှင်မြတ်ဟိုဒီပြီးတော့ဒီလောက်တကိုးကြီးတဲ့ကိုတော်ယူလေဒီလိုလိုလေအရာဂောတုကနေကောသံဘကကောသံမိကဥပဒကကောသံမိမြို့သားမယံကုန်မြို့သူမြို့သားတို့ကအာယသမဏသာဂရရှင်သာဂရမထေရကြီးကိုအေတံဝါစာရှင်မြတ်ဘာလို့ပါလဲဗျကိဗန္ဒီယယနံဒုံလမင်းစအရှင်မြတ်တို့ဘုန်းကြီးတွေမှာလေဘာရခဲ့တယ်အရှင်မြတ်တို့ဘုန်းကြီးတွေဘာနှစ်သက်မလို့ရွာသားတွေလည်းယူယူဘုန်းကြီးလည်းယူယူပဲတဲ့ဘေးနားကစပကီယဟန်တွေအမြဲတမ်းပြဿနာရှာတဲ့6ဦးအုပ်စုဥဒ္ဒတင်ရလည်းခင်ဗျဓမေသရီကနဝကမှာလည်းပေါ်တယ်ကားတွေလည်းရှိတယ်ခင်ဗျစာအုပ်တွေလည်းရှိတယ်ဘုန်းကြီးဒါလေးလိုနေတယ်အဲ့ဒါဘာပြောတာလဲကာဘောတိကလေးဟိုခိုးသေးလို့နီနီရဲလေးမလို့ရှိမြန်ရန်ပေါ့ဗျာတဲ့ဗမာလိုပြောရင်ခိုးရည်စင်းနီနီလေးပေါ့ဗျာ wine black wine ဟို white ရှိမယ် red wine ရှိမယ်အနီရောင်ပေါ့စမျိုးသမီးတွေဆိုရင်နိုင်ငံခြားမှာတော့မျိုးသမီးဆိုရင်တော့အနီရောင် wine ကတော့တောက်ပြောလို့ဘုန်းကြီးဆိုတော့ပြောလို့မကောင်းပါဗျာနော် sorry ဆိုကြတော့အဲ့တော့ဆိုအနီရောင် wine လေးတောက်လို့ရှိရင်ဓမ္မရာသွေးလေးပါနည်းနည်းနှောင်းသွားတော့စောစီသွေးမစောရင်တော့ wine အနီလေးပါလေးတောက်ဆေးပြင်းရပြောတာနော်တောက်ခိုင်းတာမဟုတ်ဘူးတော့ကြတော့တောက်ခိုင်းနေဖြစ်တော့ဆိုတော့ wine အနီလေးထင်မှလည်းကြည့်ရတာခိုးကြီးအစင်းဆိုတော့အနီလေးအဲ့ဒီနီမြမြအရက်ကလေးအဲ့ဒါမျိုးကရခဲ့တယ်ဗျာတဲ့ဟာအတ္တိအဝသောကာဘောတိကနာမပဒနာဘိက္ခုနဒုံလာပါဘုန်းကြီးတွေကိုကြီးညိုရဲဆိုရင်အဲ့ဒီဘီယာလေးကပ်ပါလားဓမေစေရီတို့ဘီယာတောက်ရခဲ့တယ်ဝယ်လို့လည်းမရဘူးလေအဲ့တော့ကုသက်တင်စဉ်းစားတယ်တိုက်ဟုတ်တော့တယ်ကွာမိမမွေးဘုန်းကြီးကကြံအကုန်ပေါ်တယ်အရင်ဝါဝယ်လို့ဘေးရမလဲအဲ့ဒီမှာအဲ့ဒီဥဒဂရာကြီးကိုကိုသက်တင်ဥသက်တင်တို့အိမ်ရတယ်ဘုန်းကြီးဥဒဂရာကြွပါဗျာမွေးအဲ့ဒါလေဟိုဟာတို့ဟိုတရက်ပင်စိတ်ကဟိုနဂါးကြီးကိုနှိမ့်လိုက်တဲ့ကိုတော်ဘောကွာဥဒဂရာကြီးလေဟုတ်လားဟဲ့တော့မလီအဲ့ဒါဟုတ်လားအဲ့ဆိုနဲတာများတော့မူးသွားတော့လားဘာလဲလဲနည်းနည်းကတော့ပြဿနာမရှိပါဘူးနည်းနည်းအကေများဒီမြင်တော့မသိဘူးပြင်သစ်တို့စပိန်တို့ဟို Paris တို့ဘာတို့အဲ့လိုရောက်ခဲ့ရင်တော့ပြင်သစ်မှာ wine taste လုပ်တဲ့တိုးရီဆိုရင်အများလုပ်ပါတယ်အခုတည်းက3လေးပေးလိုက်ပါတယ်ဆရာတော်တို့ကတော့ဒါတောက်ဘူးလားလို့တကယ်အရက်ကျွမ်းကျင်တဲ့ပုဂ္ဂိုလ်ကအဲ့ဒီအရက်ကလေးကိုပါဇက်ထဲကိုဆုပ်လိုက်ပါတယ်ပြစ်ထက်တစ်ချက်ပေါ့ကရဆိုပြီးတော့နှစ်ချက်ဘယ်ပါနဲ့ညာတချို့ဆိုရင်ပါတစ်ဖက်ပဲအဲ့ဒီအရက်ကလေးကိုပါတဲ့ထည့်ပြီးတော့ပဇောင်နဲ့ထည့်ပြီးတော့ plop ဆိုတော့နှစ်ချက်ချင်းလိုက်ပါတယ်ပြီးရင်ထွေးရင်လည်းထွေးလိုက်အဲ့ဒီရက်ကဘယ်နှစ်ရှိပြီအဲ့လိုကျွမ်းကျင်တယ်ဒါအရက်ကျွမ်းကျင်တဲ့ပုံမတော့ဘူးအဲ့ဒါ taste လုပ်တယ်ခေါ်ပါတယ်
ပွဲတတ်ရှိဆိုတော့ကားပေါ်ဆင်းလိုက်တဲ့နေ့အဲ့ဒီဝိုင်းဆက်ယုံနေသွားကြည့်ပြီးဘုန်းကြီးကတော့မလုပ်ဘူးဗျာဘုန်းကြီးဆိုတော့ဒါဆရာတော်ကတရုတ်ဒီအထူးသဖြင့်တရုတ်ဒီဗမာတော့နေဗမာတော့ကိုတည်းဝတ်တယောက်တည်းဆိုတော့ဥဒ္ဒတင်တို့သားသမီးတွေရောက်သွားရင်အဲ့ဒီစားကြအောင်ပေးတဲ့အရာလေးကိုမျိုးမချပါနဲ့ကောင်မလေးကလည်းပြောတယ်ကောင်ပြင်သစ်မှလည်းချောနဲ့အဲ့ဒီဆိုတော့မင်းကလေးက3-4ယောက်အဲ့ဝိုင်းလေးထွေးရန်လေးနဲ့ထွေးရန်လေးထိုးပေးတယ်ထွတ်ဆိုထွေးချလိုက်နှမျိုးစရာကြီးလေမထွေးရဘူးလေဆိုမျိုးချရမျိုးချရဒီအဲ့ဒါတိုးတွေကမျိုးမချပါနဲ့ don't swallow အဲ့ဒါ taste လို့ just only taste ပြတ်ထွေးနေတယ်မလားမထွေးနိုင်ဘူးအဲ့တော့မှ90တန်းနောက်ဝက်နဲ့တော့100 1000 1000 သိန်းလာတော့မယ်သိတယ်ဟိုဝမ်ရောင်းတဲ့လူကလည်းအဲ့လိုသိတယ်ဒီလူတွေဒီပါဇက်တဲ့ရတာကိုမျိုးချမှန်သိအဲ့တော့50 50 80 80 90 100 4ဦးလောက်ငေါလောက်ကျတော့ကောက်မူးသွားဘယ်တော့မှ1000နဲ့မမျိုးခဲ့ရအောင်အဲဒါကြောင့်မလို့အကယ်၍များအဲ့ဒီနေရာတွေများသွားလေ့လာရင်ဓမ္မစီပြောရလို့အဲ့ Europe trip တွေသွားကြလို့ရှိရင်ချက်ချင်းထွေးထုတ်လိုက်နောက်တဖြည်းဖြည်းနဲ့ကောင်းမယ်အဲ့ဒါသိမခံဘူးဆိုတာအဲ့ဒါကိုပြတော့အဲ့ဒီတော့တော့ကောင်းတော့မသိမသာမျိုးချလိုက်10ခုလောက်ကြာတဲ့ခါကျတော့သွားပြီလေမျက်နှာနေရဲတယ်မိုးသွားပြီအဲ့ဒါဥဒကရိုက်လို့ဖြစ်သွားတာအကယ်များအဲ့ဒီပြင်သစ်ကိုရောက်ခဲ့လို့ရှိရင်စပိန်ကိုရောက်ခဲ့ရင်အဲ့လိုမျိုးပွဲတွေနဲ့စပိန်ဆိုလဲသူကဝန်င်းတွေပေါ်တာနော်ခုနပြောတယ်စပစ်တွေပေါ်တယ်ကိုရီဝန်င်းတို့ဂရိဆိုလဲစပစ်တွေပေါ်တယ်ဆော်ခုနပြောတန်လွန်သေးတွေပေါ်တယ်ဆိုတော့ဝိုင်းတွေအများတန်းနဲ့ချီသိမ့်နဲ့ချီပြီးတော့ဆိုတော့ဒီလိုတပလင်းကိုအဲ့ဒါကတော့ဓာတ်ပုံမဲ့တွေ့ရတာပါ$1 billion နှစ်ပလင်းရှိပါတယ်ကမ္ဘာမှာတပလင်းကနှစ်ပလင်းလုံးဒီရုရှားကမာဖီးယားတွေရှိပါတယ်အဲ့ဒီအရက်ကိုတန်ကြက်ကကားတဲ့ထက်ဝယ်သွားစစ်တပ်နဲ့စောင့်တယ်ဒီနေ့ချိန်ဒီ$1 billion တန်1000နဲ့နှစ်ပလင်းရှိပါတယ်ကမ္ဘာမှာဆိုအဲ့လိုဗမာပြည်လူတွေအဲ့လိုရက်တွေတိုက်ချင်တယ်သူက concentrate တွေနဲ့ပတ်စံ200တန်လေးနဲ့ဒီ plastic နဲ့ဘယ်လောက်အံ့ဩစရာကောင်းလဲ plastic 200တန်လေးထည့်ရေထည့်ရောချက်ချင်းအရက်တော့သေးတာနဲအောင်နဲသေးတယ်သေးပြီဗောအဲ့လိုတောက်နေကြနှစ်တည်းကြတယ်အရက်တွေသူကဆယ်လာတဲ့ကိုစဉ်းကြည့်တယ်ဆရာတို့ဘုသူတာပေါ့ဒါက25 years old ဒါက60 year ဒါက100 year old နှစ်တည်းကြာလေတဲ့ဆယ်လာထဲမှာအဲ့ဒီနှစ်တည်းကြာလေတန်းနဲ့ဒေါ်လာချီတာဒါနှစ်တရာထိန်းထားတာကြာလေအထဲဝင်လိုက်တဲ့လူတွေများတဲ့တောက်ဆိုချက်ချင်းပဲလူတွေများတဲ့လူရဲ့အငွေ့ဖြစ်တဲ့ကြောင့်အရက်ထိသွားဆိုတော့ချက်ချင်းပဲအပူတွေအေးရင်တစ်မျိုးပူရင်တော့အလိုအော်တိုထိန်းချုပ်တဲ့အရက်ထားတာအလွန်ပဲစစ်စစ်နေကြာအဲ့လိုနဲ့သူများတောက်တာဒီကမဟုတ်ဘူးလေ concentrate ဒါမျိုးလေးအဲ့ဒါလို200နဲ့ဝယ်ရေးလေးညောမော့သွားပြီလေသေပြီဗောဆိုဥဒကရာကြီးလို့ကောင်းတောက်တာမဟုတ်ဘူးဥဒကရာကြီးကကောင်းတောက်တာဥဒတဲ့အိမ်မှာတစ်ခွက်မောလိုက်တော့မဝေးတစ်ခွက်မမူးသေးဘူးကြာတော့အိမ်ကြီးကဝိုင်းတဲ့ခါကျတော့မူးလာတော့ဥဒကရာကြီးကအဘိညာဉ်နိုးပါတယ်အဲ့တော့ဝါပြန်ချလာဟုတ်ပြီဘာလဲပြန်ချလာတာဥဒတဲ့မသိဆရာတော်တော်မယ်နော်ဘုံဒီကဥဒတင်လေးဗျာကိုမွေးမလင်မြန်းတဲ့နာမည်ခေါ်မှောင်မခေါ်နိုင်တော့ပြီးသွားပြီမတ်တဲ့ကိုမွေးနေပြီးတော့အဲ့ဘုန်းကြီးထွက်သွားတော်လမ်းထိပ်လဲကြောက်ဘာလဲပိဝတုဗန္ဒီအယောသာကတောကပောတိကံပတနံပိဝတုဗန္ဒီလူရိယယူတယ်ရှင်မယားအယောသာကတောရှင်သာကရဤဘုရားငကားကိုဆုံးမနေတဲ့သာကရဤဘုရားဗန္ဒီရှင်မယားသည်ကာပောတိကံခိုးကြီးအစင်းရှိတဲ့ဝိုင်းလီလေးကိုဒါဝိုင်းရတော့ဆရာတော်ဖြည့်တာဗျာပိဝတုတောက်တော်မူပါပတနံရှင်မယားကိုကြည်ညိုလုံးလို့တန်ရှင်းစွာထားတဲ့ရကလေးပါဗျာနည်းနည်းလှုပ်လိုက်ကျွန်တော်များသွားအရာကိုတို့ကနေအာယသမတောတာကတော့ဂရေတိတ်နေမဟုတ်ဘူးနော်ဂရေ every house ဂရေအိမ်တိုင်းတိတ်နေမဟုတ်တော့မူးတာပေါ့နဲအောင်လဲသေးနော်ကွာတိတ်နေတော့သူကအဘိညာဉ်ရတော့သူအိမ်တိုင်းကျတော့များဥသက်တင်တိတ်လောက်ဆိုတော့ဆရာတော်မမူးတော့ဘူးထင်နေဗျာနော်ကျွန်ုပ်ကတော့ငငယ်ចောင်းသားတွေကငါဘတော်မှအရက်တော့မှမဟုတ်ငါစိတ်ဆက်တဲ့သွေးဆိုးတယ်လို့နည်းနည်းဝင်ငါလူတက်မှုဖြစ်မှာငါရိုက်မှာငါသိရတယ်ငါကြည့်ရတယ်ငါရိုက်မှာအဲ့ဒါဆိုငါဘရောမှအဲ့ဒီမလို့ဆက်လေးတောက်တာပေါ့သူငါနဲ့မရတော့ဘူးငါစိတ်တိုလွယ်တဲ့ပုဂ္ဂိုလ်ဖြစ်ချင်းကြောင့်ဘယ်တော့ကာလမှာတခုခုခရီးဒီဆွဲတာဖြစ်ညောဘယ်တော့မှချဲမထုတ်ဘူးပေါ့ချဲထွက်လိုက်တဲ့နဲ့ငါအဲ့ထဲကိုငါစူးစိုက်လုပ်တတ်တဲ့အကျင့်ဆိုရင်သင်္ကန်းလဲပေါင်မှာကြောင်းလဲပေါင်မှာကြားရမြဓမ္မဂရိကပြောင်းမှာအဲ့ဒါမလုပ်ဘူးဘယ်တော့မှတော်တော်မစဘူးစရင်ငါအစွဲလန်းကြီးတယ်ဆိုတော့အောက်ရှောက်လို့တော့အဲ့ဒါဆိုတော့တာဂရာကြီးကတော့ဥတာဂရာကြီးကတော့တာကြီး
Badale, Gregori, every house. Ain't a tarita. Gregori, I had the Matharoshi and the Gramateji, the Gregori, ain't a Caboti, Campadan and Pivida, Chinio Lono, Eddie, Koji, essentially, yet and the only go ran to move wine and the check up you. And move on. Pivida, Nagarama, Nakan now. Tanadiri, my young mune at Twama, Nagara, you are the Gamma, Papa, the bones of leather, bones for the meat and swelling our leather. And I got to Ganeba, and Goromia, the Poidia, Udagara, bow. O Miazavia, Yanibe, Yeshuvia, Muwa. Shimia, Jenusa, Nui, La Long, not Mumu any pen, La Nui in a Mueble, Pion and Piomo, Manjida. And I met a beautiful Guru, Pia, look you, but trick or be papi, be the meadow. Moon, really. She know. Cotatinga, Mumwe Pali, Nangerali, Jamula, Eddie could chip as a pow, Jaggy. Throw, I was a corner. She know what chillava as a Pali, Jag. Down Tura, Miria, Missa, Pama, Dat, Tana, cost a job, Pamara, Mirmtiro. Takshentali, no Matibu. Pony, no. Sarah, no Matibu. Made you. Made one of Piavi, who made of your maid. And I got to Gane Bagavian and Goromia did the Muli, Big Whip, Pony Shemia, Joram, Shemia, Pijiba, oh, Nagaram and Nakam and Do, Ada Diamond Dagaram, Mule, the Shantagara, you mean no. Me? The election Canada Big with Tagar and Tagarago Kogazan, you are Legoma Lelu, Mathin Tolu, John Koga. Gunama, a bayan the gold in a Misho Mopi and a Pokui, Chimacono, at a equally Malaya. Yet you move up, and Bobia. Canada big with Tagaram. Any Tagara he called as a boy to a caller. Nazaviashi, John Yodo. I had the man of Tagara Araman Netawa, John Ego Soundlo. Gina Bagwatina, Thiethan Gatwan Nipa, Tithon. Hello, Eddie. Tagaraji, that's why we are she repelli, County Tapio. Tura Medea, Missa, Pama, Da, Tana. That's why we are she will count it out of Champion Lady. Ha, so we. Parale. Gina Bagwatina, Thiethan Katawa, Nipatito, Pekuyan, we got Ayataman Danasham, Tagarajigo. Pagawayashi, Ayago, Thiethan Katawa, County Talo. Ni party don't challenge the Kamata, Ayatamaga, Shintagaraga, but you would have been Lelugina, Bagawatina, party, Payabu, Chipian Sen. Salam Palo. Party carried what the young capiti. I don't know. Just that we need only any one in the Shayapa Nagate, we need. Pasi Barido, we need on the Twaniba. Mr. Viero, Paman Biono, Piashin, approve a pialet. Yamada won a Yamada little pure. A joya to go, Miss Avia, in Payao. Dinny to swallow, talk about leadership, Uri, Charles and Net, as a shit, Charles and Net, around, she's a shit, around shit, so and so, Uri, we want to change our Lord, our rules to Pyongyang. Nazavia, she Palido, Machine, Winnie, Uri, constitution law, a chicken, Uri, Leah sheet, Legu. Mima, Tade, Kore, Lingore, Bruma. Did it nip on the tongue? I chose Jodora Kama, nip on the tongue, charge the Bay Shambiama. Nazavia, Unido Miago, no pay lure. Tap pigeon and Eden, no pigeon, Armaden, Pyongyang and Changan, Piensin and modifying. No one. No need to change, no need to modify, no need to add, and no need to omit. Piensin, Pyongle, Pieswe, no pay, Malua, Duma and Majuzao. Bruma and Majuzao. Procon. So, Yazun and Nasangagu, Nasachagu, 26th century. Yazun Nepon, Elo Chia on Uri, Havia. American man realized Russia man is Shida, Tonga Sako, Mishiro Uri. Who Spain later than the Catalina. Sarah Spain Mayoro to Padazagari, Miayu, or Skushima. Closely, she
အဲ့ခလုတ်လေးတွေနဲ့ဘယ်ခလုတ်မဆိုတကူချင်းစမ်းမှာကြိုက်တဲ့ဘာသာနားထောင်မှာ Chinese လား Japanese လား English လား French လား Spanish လား Arabic အဲ့လိုခလုတ်တွေဆိုတော့ကျွန်တော်တကူချင်းလိုက်နားထောင်တယ်ဘာသာစကားတွေပေါ့ Hello ဘယ်လိုလဲဆိုတော့နောက်ဆုံးခလုတ်တစ်ခုဆရာတော်နှိပ်တော့အဲ့မိမမကြိုက်ချင်တိလိုက်ဘာလို့မကြိုက်ချင်တာလဲလို့ဆရာတော်မေးတယ်ဆရာတော်နဲ့ပါတယ်မမကြီးတော့မောင်ဘူးစင်းမျိုးလေးရှာရှိတာဆရာတော်အဲ့ဥစ္စာကိုဆရာတော်မရကူကမေးတော့သူမပြောဘူးဆရာတော် I think is maybe အဲ့ဒါ Catalanian language ဆိုမျက်နှာပြတ်တယ်သူတို့ရဲ့ခွဲတဲ့ကောင်လေးရဲ့စကားလုံးဖြစ်ချင်းအောင်မသိအောင်ဆောင်းနေတယ် Catalan ကြည့်လိုက်အဲ့ဒီဆရာတော်ဒီတစ်ချိန်မှာ Spain ခွဲတော့မယ်လို့ Spain ရောက်စင်လေးတဲ့ဒါ maybe I think this is Catalan language မပြောရင်တိတ်မျက်နှာမဲကရောတို့ချင်းမျိုးခွဲတယ်ပေါ့ကွာဘာလို့ငါတို့ကရခိုင်ကခွဲတယ်မဆိုငါတို့ရခိုင်မွန်းတယ်မှာအဲ့ဒါအာရကန်စကားလား Arcanese မကြည့်အဲ့လိုရှိတယ်ဆိုတော့ဘာသာစကားတွေနဲ့ပတ်သက်ပြီးတော့သူတို့ရှိနေတယ်ခွဲတယ်ရှင်တယ်ဥပဒေတွေကွဲလာပြီနိုင်ငံတွေကွဲလာတယ်မြတ်စွာဘုရားရွှေကျင်သူဓမ္မဒွါရငှက်တွင်းစသဖြင့်ဂိုင်းကြီးကိုယ်ပိုင်တော့ရှိတယ်ဒါပေမဲ့ရွှေကျင်လဲအဲ့ဒီဝိနည်းသိက္ခာကို228သွဲကိုပိုးရတော်လည်းကောင်းရော့ရတော့မကျင့်သူဓမ္မလဲ228သွဲပိုးရတော်လို့မကျင့်ဒွါရ the same so ဂိုင်းအနေနဲ့တော့ sect အနေနဲ့တော့ different sect ရှိပါတယ်သူက accents မကွဲဘူးဒါမှတ်ဖို့လိုတယ်ထေရဝါဒမှာထေရဝါဒချို့ကလည်းမေးတယ်ဆရာတော်နိုင်ငံသားတွေမှာမင်းတို့ထေရဝါဒတွေမှာလည်းဗုဒ္ဓဘာသာမှာလည်းရွှေချင်းစုတမလာတဲ့ဘူကမတက်တဲ့နဲ့မဟုတ်ဘူး so for example Sunni Shia တွေ့တဲ့နေရာမှာတတ်ပါတယ်လို့မွတ်စလင်တို့ရှိတယ် Shia နဲ့ Sunni ဘယ်တော့မှမတည့်ဘူးတွေ့နေတာတတ်တယ်သူကကားပေါ်မှာရွှေချင်းနဲ့သူ့တော်တွေ့တယ်မတတ်ဘူးဘာမှဖြစ်ဘူးနည်းနည်းလေးကွဲကွာတာလေးပဲဆရာရဲ့အာစရိယဝါဒသူတို့ teachers တွေရဲ့သူတို့ follow တွေပဲ follower တွေနည်းနည်းလေးကွဲတာပဲရှိတယ်ကျန်တဲ့ထေရဝါဒအသားဘာမှမကွဲဘူးဒါလေးမှခဲ့အဲ့တော့မြတ်စွာဘုရားရှင်ကခြေသားတို့ကွာမနေ့လည်းဆုံးခံတယ်ကွာအာယုံလေးဆုံးထွက်ခံလိုက်တယ်ဟိုနေ့လောက်ပေါ့အာယုံတက်ပြီး9နာရီခွဲ6နာရီလောက်ပြန်လာတယ်ကိုတော့ပြန်လာတယ်9နာရီ10နာရီ9နာရီနေကင်း3နာရီည9နာရီနည်းနည်းများတာပေါ့ဘုန်းကြီးတွေတလျှောက်လုံးပဲ every hours ဆုံးခံနေတာဖြစ်ချင်းကြောင့်မများဘူးလားတဲ့စ after 12မှာတော့မခံမှန်နဲ့တော့ကွာတဲ့ဘုရားပြောတယ်မိတ်တယ်ဆိုတော့ထပ်ကန်ကွာတယ်တို့အုပ်စုကဘုန်းကြီးတွေကအရှင်မင်းညဘက်မှာလူတွေကကောင်းကောင်းစားတာတဲ့ညစားတာဂွတ်တယ်တဲ့တို့ဒီကိုကန့်ဝက်ပါတယ်တဲ့ပြီးသွားပြီတန်ဃာတော်ကထပ်ကောက်တယ် objection လုပ်လိုက်တယ်ဘုရားပြန်ရုပ်သိမ်းလိုက်တယ်ကောင်းပြီပြောမဆိုးမတင်သွင်းတန်ဃာတို့တန်ဃာဖာတို့တန်ဃာကိုပေးတဲ့ဥတွေတန်ဃာတွေကကျင့်တတ်မှလက်ခံမှာကွာပြီးသွားပြီအဲ့လိုနဲ့နေတလားလောက်ကြတော့အဲ့ဒီအုပ်စုကနေမြတ်စွာဘုရားတဲ့ဖရာကြီးတို့အစိုးရတင်သွင်းပေးရသေးတယ်ဟောသူကတွတ်တင်သွင်းလာတယ် so general assembly general congregation the congress of bhikkhuတွေ congress လုပ်လိုက်တယ်အရှင်မြတ်ညဘက်7နာရီကြော်ပြီးလို့ရှိရင်စားတာဆွမ်းခံတာကိုအရှင်မြတ်ဥတွေနဲ့ပြည့်ညတ်ပေးပါဖရာတဲ့ခါရောမင်းမောင်သက်တင်မင်းပဲဥရာကြီးမင်းပဲပြောတာလေညဘက်မစားရမနဲ့မှန်တယ်ဖရာတဲ့တပည့်တော်တွေဒနာသတိရက်ွက်ထဲကိုဒနာသတိလမ်းတွေကိုဒီလိုဆွမ်းခံကြွားတာဥသက်တင်ဒေါ်မွှေးမွေးဆိုတာသာသနာလဲကြည်ညိုတယ်ဓမ္မစီကိုချစ်တယ်ကြည်ညိုတယ်ဆိုလို့သူတို့ issue ကိုဆွမ်းခံကြွားရတာည9နာရီလောက်မိုးတွေကအမှတ်တမဲ့ရွာလာတယ်အဲ့တော့ရှက်စီးလက်တဲ့ခါမှာသင်္ကန်းကလည်းမိုးတွေဆူသွားတယ်အဲ့ဒါဥသက်တင်ရဲ့မိမဒေါ်မွှေးမွေးကသူတို့ငါးတွေပဲချက်ပြုတ်နေတယ်အဲ့ငညီတွေကိုသူသွံမလို့ပြုံးနဲ့သူရှက်စီးလိုက်တဲ့ခါမှာဓမေစီဆွမ်းခံကြွတဲ့ကိုတော်တွေ့သွားညာကြီးအဲ့တော့တရေဆိုပြီးတော့အဲ့ဒါနဲ့လောင်းနေတာတကိုယ်လုံးငညီတွေနဲ့တညာလုံးအိမ်မရဖြစ်ရပါတယ်ဒုက္ခတွေ့ပြီတွေ့လာပြီတခါတော့လဲဆိုးပါတယ်ဆိုတဲ့နွားကိုအဲ့ဒါတက်နေပြီလို့နွားလိုက်ခွေတာလမ်းကြံ့သွားလာနဲ့ပြေးတယ်ဤရနဲ့ပြုတ်ကြတယ်တဲ့အဲ့ဒါတွေဖြစ်တာဖြစ်ချင်းကြောင့်ညဘက်ကြီးဆုံးခံကြွတာမတင့်တယ်လို့ဥရီလေးပြညက်ပြီးပါဖေဟာကောင်းပြီတန်ခါတုတ်ထုတန်ခါဖာတုတ်ဘလော့ကောင်းအခုခေါ်ပြီအေးအဲ့လိုဆိုရင်ချက်သားတို့တန်ဃာတွေစီးဝလိုက်စမ်းစီးဝလိုက်ပြီနန္နုဘိက္ခွေပုပ္ပေသံဃတော်တထဂတိသဂါရောအဟောတိသပဋိသောမေးပြီချက်သားတို့အယံသာကရအဲ့ဒီသာဂရာကြီးသည်ရှေပုပ္ပေရှေကတထဂတိမြတ်စွာဘုရားရှင်ကိုရောမြတ်၌သဂါရောအဟောတိနန္နုရွတ်သေးလားသပဋိသောကျွန်းွယ်လားခတ်စောလေအရင်တော့ငါရဲ့ပီဖြစ်ခဲ့တဲ့အဲ့တာဂရာကြီးကငါဖះကိုဘလို့နေလေတဲ့မှန်လားပါဗျာအေးဝန်ပန်းနေသိချီညိုတယ်ဗျာတဲ့ဖះရှင်အဝေးကလာရင်ဟာဖះရှင်အလိုကျွေးအလွန်ကြည်ညိုတယ်ဗျာတဲ့အပိနုဘိက္ခွေအခုဘယ်နဲ့နေသေးလဲခြောက်ဖះရှင်ပဲခေါင်းပေးဆို6နဲ့ပေးတယ်ဖះ6နဲ့ကန်နေပြီ
မှန်လားပါဗျာအခုတော့တာဂရကြီးကမြတ်စွာဘုရားကိုအရင်ပုံစံနဲ့မတူမနေ့ကနဲ့မတူပဲနဲ့ဘုရားရှင်ပဲ6ကြီးပေးပြီးတော့ဗျံရင်ဆိုင်ဆိုင်အမူအရာကြီးဖြစ်နေပါတယ်ဒါတော့နော်မဟာသာဝကနော်ကဘာတသိန်းပါရမီဖြည့်ထားတဲ့ပုဂ္ဂိုလ်ဒါလို့ဆိုရင်နန္ဒုဘိက္ခုယကရောအမ္မတိတ်တကေနနာဂေနတတ္တင်သင်္ကမေတိဟေးခတ်စောစောကလေမနဲ့လောက်ကလေအဲ့ဒီတာဂရကြီးသည်အယံတာဂရအဲ့တာဂရကြီးသည်အမ္မတိတ်တကေနနာဂေနတရက်ပင်စိတ်ကနဂါနဲ့ခတ်စောစောကလေတတ္တိန်ဒုရဝနန်းတို့သင်္ကမေတိစစ်ခင်းခဲ့တယ်မဟုတ်ဘူးလားမှန်ပါဗျာစစ်ခင်းလို့စစ်ပွဲနိုင်လို့အဲ့ဒီမှာနဂါကြီးဆုံးမလို့ခုနဒဏသိတိကဒါတွေရဲလေးတွေတိုက်တာလေအပိနုဘောဘိက္ခွေသာကရောဣဒရိပပဟောတိနာဂေနတတ္တင်သင်္ကမေတုံဟေးချက်သားတို့အခုနေများလေနဂါကြီးနဲ့များစစ်ထိုးရင်ဟာအရှင်မင်းတီးကောင်းတော့မနိုင်တော့ပါဘူးဖေဟာအေးပြီးသွားပြီဘာတယ်လဲဟေးနဂါနေတော့ဘာတယ်လဲတီးကောင်းတော့မနိုင်တော့ပါဘူးဖေဟာတဲ့အခုနေများအဲတော်သေးတာဗောဗျာဟိုနဂါတရဏဂုံရသွားလို့နော်တရဏဂုံရတရဏဂုံများမရလို့လေတာဂရကြီးတော့ဟိုအရက်မူးလို့ဆိုချလိုက်သေလောက်တယ်ဗျာနော်သေလောက်တယ်ကန့်ကောင်းတာဟိုဘုကရင်ကြီးသွားလိုက်လို့ဗုဒ္ဓတရဏကိစ္ဆာမိအစ္ဆတကေပါဠုပေတယ်လို့လိုက်လို့အကေမြအခုနေမြတာဂရတောက်လိုက်တယ်လွတ်ထွက်သွားမှာပါအမလေးချက်သားတို့တဲ့အခုနေမြတာဂရအိတ်နဂါနဲ့ဧဒရိပဟောတိနာဂေနတတ်တင်နဂါကြီးနဲ့စစ်ထုံးရင်နိုင်မလားတီးကောင်းတော့မနိုင်တော့ပါဘူးဖေဟာပြီးသွားပြီဒီလိုဆိုရင်အလွန်ကြီးညိုနေတဲ့ကောက်ချက် conclusion ဆွဲပြီးအလွန်အများငါဘုရားကိုကြီးညိုနေတဲ့တာဂရကခုခြေဆင်းပြီးတော့ငါ့ကိုခြေပေးထားတော့ဖြစ်သွားတဲ့အရက်နဂါကြီးကိုဆုံးမပြီးတော့အဘိညာဉ်တကိုးနဲ့တေဇောကတိုင်းတွေတကိုးရှင်ပြပြနဲ့ပျောက်သွားလောက်အောင်ဖြစ်တဲ့အရက်မျိုးကိုတန်ဃာတော်ရှင်သူမြတ်တွေတောက်သိမ့်မတောက်သိမ့် do or don't ဒီပါတော်တော်လေးပဲဟာဒီလောက်ကောင် freedom justice equal ဘာမှပြောပြချပြမင်းတို့လည်းကိုဆုံးဖြတ်မှန်လားပါဗျာဒီဟာကိုကြည့်သောအပြင်နာဂောနာနုခောဘိက္ခေအရှင်မြတ်အပိနုခောဘိက္ခေတံပါဒပံယံပွေတာဝိသင်ကြီးအပ်တာအရှင်မြတ်ဟာဒီသူရမေရိယဆိုတဲ့ရာကိုတောက်လိုက်လို့ရှင်အရှင်သာကရလို့တကိုးရှင်မင်းဖြစ်စေဘူးတော့ဝိသင်ကြီးအပ်တာအသင်ညာတွေအချစ်တွေအသိတွေမေ့သွားပြီးတော့ဖြစ်နေပါတယ်ဖေဟာဒါလို့ဆိုရင်အနုစဝိကံဘိက္ခဝေသာဂရတအနနုလောမိကံဟာအဲ့သာဂရကိုကြည့်ပြီးတော့လေအပရိရူပမသိလျောသောအသမဏကံကိရိတငြိမ်းတဲ့သမဏတွေပုံစံမဖြစ်တဲ့အကပ္ပယမအပ်တဲ့အကရဏီယံသူတော်ကောင်းတွေမပြုတ်မပြုတ်တဲ့အရက်ကိုတောက်တင်လားမတောက်တင်လားပြေးလိုက်ဖေတော်တော်မေးတာမှန်ပါဗျာမတောက်တင်ပါဘူးဗျာချက်သားတို့အခုနေမြကထင်းကြီးနာမဘိက္ခွေသာကတော်ဘိက္ခွေယံတို့သာကတော်ဒီသာကရကြီးဒီအကေမြမစ္စံပိဝိတ်သွားတောက်ပြီးတော့မှအရက်တောက်ပြီးအဲ့ဒီသင်္ကန်းဖယိုးဖယဲကိုယိုကားရဟိုပေါ်ဒီပေါ်နဲ့ကိုသက်တင်တို့မတ်မွေတို့အိမ်ကိုဓမေစရီကိုတရားဟုတ်လားအတန်လေးလည်းကောင်းတယ်တရားကိုအဲ့တော့မြန်ဟိုလည်းရှိလားဟာမင်းမအဲ့တော့လုံးပါမြင်ဖေလေငါမူးလာပြီလေဘေးကအိမ်မတို့နဲ့ဒီအဲ့ဒါမနေ့ကတော့တရားဟိုပြီးခဲ့တဲ့မနေ့နေ့ကတော့လာလို့မကောင်းဘူးနော်တရားဝဲရှိသေးတယ်လေနောက်တစ်ရက်လောက်ကြာပါဘာလဲဟိုအင်္ဂါနေ့လောက်ကြာပါဟာတို့ကအဲ့ဒါလေအဲ့ဒါကိုသက်တင်တို့ပြင့်နေဘုန်းကြီးလေဟာချေမကောင်းရက်ခွက်ထဲမှာဖုံဖုံဘဲကြညက်ပါလှုပ်လိုက်လို့ဒကမာလေးတွေကမေးတယ်လေဖုံဖုံဘဲကဘဲကြွမလို့ပါရလဲလို့လာဘဲကြွတယ်နဲ့ပါကြလို့လေအဲ့ဆိုတက်တင်တို့ရင်သွားမလို့ဟာတို့ကလေဟုတ်ဥဒါကရဒုတိယဥဒါကရဥကောသာလားဟဲတက်တင်ဟာအဲ့ဥသက်တင်လည်းရှက်တယ်လေမိမမရှိဘူးပြောလိုက်အမလှုပ်ပါကိုယ်တိုင်ကြုံမှုတွေအဲ့လိုမျိုးတွေဘုန်းကြီးတွေနဲ့ဟာကြောက်တကယ်ကြောက်တာဆရာတို့ကလေဘယ်လိုပြောမလဲဆိုတော့ရှာရှိတတ်တဲ့ညင်ရှိတယ်ဗျကိုဝင်းဆိုတာနှစ်ယောက်သားပြန်လာတာခါခိုးတော့ဆိုပသိန်တို့ဒီပြေရတော့ညမင်းပြန်တာတို့အဲ့လိုပြန်တာဒီဘက်ခေတ်တော့နည်းနည်းနဝကမ္မတွေကကိုတို့ကနဝကမ္မတွေသိပ်ပြောအခုကျတော့သူကြော်ညာတယ်ဗျာမနေ့ကဆိုရင်34သိန်း34သိန်းဆိုတာမကြော်ညာသေးဘူးပြန်မယ်နေဘယ်သူမှမရှိဘူးအဲ့ဒါရှိသေးတယ်ပြောအကောင်နောက်တော့မဟုတ်ဘူးအဲ့ဒါကြောင့်မလို့ကားသမားတို့တခါလေးပြောရတယ်10သိန်းလောက်တက်ခွဲထားရစပါဘာလို့လဲကားများကူးနေတိုင်းနေအဲ့ဒါကျဲလိုက်သူ့လူငါတို့ပေါမောင်းပြလို့ရတယ်အဲ့လိုဟုတ်တယ်တေကျော်လေအဲ့တော့မလုံနဲ့အဲ့ဒါလိုပြန်လာဆိုတော့ဘုန်းကြီးတပါးရိုက်နည်းနည်းကြီးတယ်ပေါ့ကွာဝါကြီးအသက်ကြီးတယ်ပေါ့ရိုင်ထိုးနဲ့ဆိုတော့အသက်ကြီးလို့နေမကောင်းလားမသိဘူးရွာဆက်ကလည်းဝေးလိုက်တာဆိုတော့ကားလေးနည်းနည်းလေးရက်ပြီးတော့လက်ဦးလေးချီပြီးတော့ကားပေါ်နေဆရာတော်ကြီးဘယ်ကြွမလဲဆိုဟာငါနဲ့တုတ်ခံလိုက်တော့ငါကဘယ်ကြွကွာကိုရမတော့ပလင်းနဲ့ကောက်ပြီးတော့အဲ့တော့ပြေးရဆိုပြေးရတာအရက်ပလင်းနဲ့ချာလို့အရက်မူးပြန်လာ
ဖုန်းကြီးပဲရက်မှုကြီးပြန်လာတာသူရိုက်ဩထဲလွယ်တဲ့ပလင်မတွေ့ဘူးလေည7 နိုင်တစ်ချက်ထိုးကြီးလေအဲ့လိုအချိန်ကြီးလေဩဒီအချိန်ကြီးကွာဒီဖုန်းကြီးနေရောပို့မယ်ဆိုဒါလေးကားလေးဖြည်းဖြည်းရက်ပြီးတော့မေးတာကံကောင်းလို့ပလင်နဲ့ရိုက်ခံတော့မလို့အဲ့လိုသွားတော့ကိုတို့ကအမှတ်မရှိဘူးဗျာကိုတို့အဲ့အချင်းနေရှိတယ်ဘယ်ချက်တော့သေမလဲမသိဘူးအဲ့ဒါဟိုးပြေဘက်ကနေပြန်လာကိုဒီမှတ်မိသေးတယ်တိုက်ကြီးနာအဲ့ဒီနဲ့မှတ်မိတယ်ဒီကောင်တော့ကျွတ်တန်းတော့ဝင်သွားတော့ပါဆိုတော့ဆရာတော်ပါတယ်ဆရာတော်အကူပါတယ်ဦးဝင်းစောပါတယ်ဒေါက်တာလူမောပါတယ်ဦးဝင်းကားသမားပါတယ်ယောက်ျား6လောက်ပါတာပေါ့ကားပေါ်မှာမကြောက်ဘူးပေါ့နော်ပြောလွယ်သဘောအဲ့ဒါနဲ့မာတော့သူမိန်းကလေးလေးနဲ့မိန်းမတယောက်ထွက်တာအဲ့ဒါဥစ္စာဆောင်နေလားမသိဘာပဲတဲ့ဥစ္စာဆောင်ပါလေအဲ့တော့မိထွက်ကားလားလေထွက်ဘယ်သူမှမရပေးဘူးကားတွေကည2 ချက်ထိုးတော့အထွက်တာဆိုတော့ယောက်ျားတွေတော့အများကြီးရှိတာပဲရက်ငါရက်တယ်ကွာသူဆင်းမငါရင်ဆင်းမယ်ဆိုတော့ရက်လိုက်တော့မဆင်းတော့ဟောတဲ့ဟိုးပဲရခိုင်ဘက်ကိုပြန်မှာဟောဆရာတော်တရားဝင်မှာအဲ့ဒီ left right ကားပေါ်မှာတရားဝင်လေးဖွင့်တယ်ငါပုံနဲ့အမေနဲ့တသားတို့ဖွင့်နေတဲ့ဖုံဖုံလေးဆိုတော့ဟာကိုတရားတကမှာဘာဖြစ်တယ်လဲဆိုတော့ကားဘိန်းပေါက်သွားတာတဲ့အဝေးပြန်မှာတဲ့ဟောဗျာအေးအဲ့ဒါနဲ့ကိုတို့ကားပေါ်မှာဂျိုက်ပါတော့ထောက်တဲ့တံမပါဘူးသူတို့ကလည်းဂျိုက်မပါခဲ့ဘူးဟောဒုက္ခပဲဆိုတော့အဲ့ဒါနဲ့လှမ်းကြည့်တော့မီးနေတဲ့ည2 ချက်ထိုးကြီးအဲ့ဒီအိမ်ကိုတက်သွားတာငှက်ကြီးတောင်နဲ့လိုက်ပိုင်းတာဗျာမိမလင်းငယ်နေဆိုဟိုကောင်ဆွတ်ဆွဲနေတာတကမာကြီးတို့တက်သွားတာနင်းယောက်ျားဆိုဓာတ်လည်းပါမမေငါဖုံကန်ကောင်သေးတော့ဒီတက်ကြီးဒီနားနဲ့ကိုညအချိန်ကိုဘာလုပ်လဲကိုမေးပါလားငါဖုံရောက်ဟိုလေညာကြီးတွေ့သွားတက်တာလေပေါ့ကွာဟိုမှာဒုက္ခရောက်တဲ့ဒုက္ခတဲ့ကိုငါတန်ညုံတစ်ချောင်းတော့တူချင်းလို့ကိုတော့ကန်ကောင်းတော့ဇက်ဓာတ်ပိုင်းခံလို့သူမိမလင်းမယားသူလင်းငယ်ကိုစောင့်ဖမ်းနေတာတဲ့သူဖြစ်သူကလားအဲ့ဒီချိန်ကျွန်တော်ကတက်သွားတာဗျာကန်ကောင်းလို့မသေးတာပြုတ်ဇက်လန်းနေဖြစ်ဖို့ပြောရတယ်အဲ့ဒါနဲ့မှုပါကွာရောငါဖုံးကြီးပါကွာမင်းဟိုမှာကားကောင်ကတော့သေမလို့ဒီချိန်လာအဲ့သူခလေးလေးနှစ်ယောက်ကလေးနှစ်ယောက်လည်းငိုးလို့ခလေးနှစ်ယောက်ငါကွာခလေးလေးမိုးပေးပတ်စံတစ်ယောက်တစ်တောင်းပေးတော့ကဲဘာကူညီရမလဲဆိုတော့တန်ညောင်းတို့တန်တုံးနဲ့အဲ့ဒါနဲ့လှုပ်တော့ဆင်းပြေသွားတော့အဲ့တော့ကူညီတာလည်းနည်းနည်းကြည့်ပြီးကူညီရတယ်အစင်မသိရင်လည်းအဲ့ဒါပေးစားခံရတတ်တယ်နော်စတန်သားဘဝနည်းနည်းပြောလိုက်အောင်တရားစတန်သားဆိုနည်းနည်းပေါ့တရားတော့နည်းနည်းဟောတယ်မန္လိယထာစီတို့အဲ့ကိုဘေးနဲ့မှဒီနှစ်ယောက်တွဲပေါ့ upper class အထက်တန်းတွဲပဲဘေးနဲ့မှမိမတယောက်ပါ तू ကအတွင်းပဲကြာတကမခန့်ငယ်ပါညတော်ညတကောင်တော့ကြောဦးစင်းဖေရတယ်ခဏဖယ်ပေးစမ်းပါဟဲ့ဘာလို့ဖယ်ရမလဲကိုထားရညာကြီးအိမ်လာလေလက်လူနိုးပြီးတော့ခဏဖယ်ပေးစမ်းပါလေဟာဘာလို့ဖယ်ရမှာလဲခလေးမွေးရင်လို့ဟာဖယ်ရရေဟာတော့ဖယ်ရတော့တာပေါ့ခလေးမွေးရင်ဆိုဟာနင်းဘလို့နင်ကိုကုံရှိရမသိဘူးလားကိုသိတော့သိတယ်မမွေးသေးဘူးထင်လို့တဲ့ဟာလူတွေလည်းအဲ့လို့ကဲလေကိုနဲ့အသက်ကမတည်ခဲခိုင်းလို့ဆိုလက်ကုပ်တီးတော့လူတွေကနိုးလာတယ်ဒီမှာဗျာဒကမတယောက်ခလေးမွေးရင်လို့ဆိုအကျိုးဆောင်လိုက်တာဟေ့ပေးစားခံလိုက်ရတယ်အဲ့ဒါအဲ့တော့ဒီမှာအမျိုးသမီးတယောက်ခလေးမွေးလို့ဗျာဆရာဝန်များ nurse မှာပြင်ကူညီပါဆိုတော့အဲ့ဒါနဲ့ဆရာဝန်တယောက်ကဒီလိုမေမျိုးသွားမှာဆရာဝန်အုပ်စုလေးတွေပစ္စည်းတွေတော့မပေါဘူးနဲ့ကြည့်ပေးမယ်တဲ့အဲ့ဒါမိမတယောက်ကလာပြီးတော့ကြော့ပြီးတော့ဦးစင်းဖေရတဲ့တပည့်တော်ကမြစ်ဘာလဲကိုလက်ဘာခေါ်လဲဟိုမဟုတ်လေတာဖတ်ဆရာမတပည့်တော်တာဖတ်ဆရာမပါဖေရတဲ့အဲ့တော့ဟိုအရှင်မြတ်တက္ကမကိုကြိုက်လို့ရလားငါနဲ့ဘာမှမဆိုင်ဘူးလို့ဆရာတော်နေနေဗျာခမရဗျာဘယ်ငါစာသင်သားနေဒီရုပ်ကြည့်တာအဲ့သူကသူလမ်းမှာကလေးမွေးရင်တော့ပြောဆိုအဲ့မိကလေးကလေးမွေးသွားတယ်မွေးတော့10 မိနစ်လောက်ကြာကလေးတွေတည်သွားရှာခုနေဒီတရားဝင်သူသိမှာအဲ့မှာသူ့ကိုကြည့်နေတော့သူမျက်ရည်လေးကဒီနားတော့ရောက်တယ်ဩတန်ရောစင်ကတိတ်မကြီးသေးတယ်မွေးပြီးချက်ချင်းတည်သွားလိုက်တော့သူတိတ်မငိုဘူးလို့ကိုကတော့သူ့တရားကြီးဦးစင်းကဘာကြည့်ရတယ်ဟိုဘာမှမကြည့်ဘူးသူကြည့်လို့ကိုဆရာတော်နဲ့ကြိုက်ရဗျာအဲ့ဒါအကျိုးဆောင်ပြတယ်ခလေးတော့ကောင်းအောင်မွေးတယ်ခလေးလေးတော့တည်သွားရှာဆရာတော်အဲ့ဒီမျိုးသမီးကိုပြင်မနာလောက်ရောက်တော့သူဆင်းပြီးတော့ဟိုသူတို့တွေးနေပါဒါသူကိစ္စပေါ့လေဒီတော့လက်ကုပ်ပြီးတော့ဟိုဘက်တော့ထိုင်ဟိုဘက်ထပေးစမ်းပါဆရာတော်ကြီးကဘောက်တာဗျာညာကြီးလေညာတော့ကောင်းခလေးမွေးရင်လို့ရောဗျာအကျိုးဆောင်တယ်အဲ့မိမဦးစင်းတက္ကမဆိုပြီးပေးစားခံလိုက်ရတယ်အလုပ်ကုန်အဲ့တော့တခါတရံနဲ့နည်းနည်းကြည့်လို့ပေါ့ဗျာဥဒဂရာကြီးကိုအကျိုးဆောင်လိုက်တယ်အကယ်မြတ်ဥသက်တင်တို့အင်းရှိကိုဆရာတော်ဘုရားအဲ့လိုမူးပြီးလာရင်ဘယ်လိုကြည်ညိုမလားမေးပြီခုမြတ်စွာဘုရားချစ်သားတဲ့အဲ့ဒီတာဂရာကြီးအရက်တွေတော့ပြီးတော့မေဇန်တာဂရောတာဂရသည်မေဇန်ရဲ့အရက်တည်းရဲ့ကိုပြီးဝိတ်တော်တောက်ပြီးတော့များခုနတုန်းကရွာထဲသွားရင်အဲ့ဒီလူတွေကြည်ညိုလောက်လားကြည်ညိုလောက်မလားကြည်ညိုလောက်ဘူးဒါပြင်အပဒနနံပဒရာယမကြည်ညိုသေးတဲ့ပုဂ္ဂိုလ်တွေကြည်ညိုဖို့ရမဖြစ်ပါဒါပြီနော်ဥရိသတ်မှတ်ပြီဘာလို့ဝီနည်းတွေသတ်မှတ်တယ်အပဒနနံမကြည်ညိုသေးတဲ့ပုဂ္ဂိုလ်တွေပဒရာယကြည်ညိုခြင်းကနမဖြစ်ပါ
Padana Chino Pida Udatin, the Messi Sierra de Yao Countess or Chinu Akuma, a Jetamami and Tide, Toro, Toby, Ponyong Dwaron, Muye, Pony John Dwaron, Toy. Padana Chino Vida Bogori, not Pino Bawaya, no, did not go tamale this way. Machino de Bogori, Chino de Ame, Chino Vida Bogori, Pulu, Chino Ame, Tave. Araveno, Zika Tave. Domingo and Pogolanam. Tilago Machito, Pogurigo, Nega, Necome, Trotasime, Pedalan and Tila Chede, Turaga, Riatanari, Chanyan Tada, Chimiome, Legusboy. Now Nagama Pime Adoriari Tame, Pisopama Pite Adoriari Tame. We need your eat shitime, Tatama, Titi, Turagontia Time. Hobia. Naga yeta piro menu panari pada tura meni tujara yeta ne piro phongi la piro ko wa taw ni menu panari pada so yin nga kho ni menu ma kho ne piro da ro ma taya bu leဟုတ်ဗျာဆရာတော်ကိုနဲ့ကအရေးကြီးပါလေကိုမီသူရမင်းမင်းဆရာမဒါနာရီဘယ်ဘလူကလက်ခံမလို့ကောက်စဉ်းစားပေါ့ကိုကတော့ရက်တော့ပြီးတော့မှလူတွေမင်းတို့မတောက်နဲ့ဆိုရင်ဘယ်မကြည်ညိုတော့တော့မကြည်ညိုသေးတဲ့ပုံကိုယ်ကြီးကြည်ညိုဖို့ကြည်ညိုပြီးသားပုံကိုယ်ကြီးတိုးတက်ဖို့တီလာမချစ်တဲ့ပုံကိုယ်ကိုနှိပ်ကွပ်မယ်တီလာချစ်တဲ့ပုံကိုယ်ကိုချီးမြှောက်မယ်ပစ္စုပန်အနာကအာသောတရားတွေကိုတားမယ်ဝိနည်းကိုချီးမြှောက်မယ်သူတော်တရားတွေကြာရှည်လေးမြတ်တည်မယ်အဲ့ဒီအတွက်ဒီစည်းကမ်းဥတွေများကိုတတ်မှတ်ပါတယ်ဟုတ်ဗျာဒုရမေရဘာနေပါစိတ်တယံတိတ်ခါအဲ့တော့အာဘကတော့နည်းနည်းသေးပါတယ်နော်ရတော့တယ်ဆိုရင်ပါစိတ်ကဒေသနာကြားအောင်ရတယ်ပေါ့ဒါကတော့ဘလူအကြောင်းကြောင့်တော့ဒီမြင့်နဲ့ထပ်တောက်တဲ့ကိုတော့မရှိတော့တိတ်ခါပုံကြီးကတော့မကြည့်ဘူးဗျနော်ပွဲကြည့်တာနဲ့မတိမ်မင်းတော့အာဘကဒါပေမဲ့ဆိုညတာစားလိုက်တာဆိုလက်ဖက်လေးစားလိုက်မယ်ငပြောသေးစားလိုက်နည်းနည်းခွန့်လို့ရသေးတယ်ဒီအရက်တောက်တာကတော့အာဘချင်းငပြောသေးတစ်လုံးစားတာလေပါစိတ်အာဘပဲအရက်တောက်တာတဲ့ပါစိတ်အာဘတဲ့အာဘတော့တူတယ်တချို့ကိစ္စကဆောင်ရွက်ပုံချင်းတူတယ်ဥပဒေကတူတယ်ဒါအနေထားကွာသွားတယ်အဲ့လိုလည်းရှိသေးတယ်ဟုတ်ပြီနော်ဆိုအာမကတော့ပွဲကြည့်လောက်တဲ့အာဘနဲ့ရက်တော့တဲ့အာဘကတူတူပဲဒေသနာကြားရင်ပြတ်သို့တော့ရက်တော့တာကြီးကျတော့ကြီးသွားတယ်လူမြင်ဝင်းမှာမလှတော့ကိုရင်ဦးစင်းတမငါပြောသည်စားပါတယ်ဗိုက်စာလို့ဆိုပြီးတော့ခွတ်လွတ်လို့ရနိုင်တော်လဲအရက်တော့တာကတော့ဗိုက်စာလို့ပါလို့ပြောရတာခွတ်လွတ်လို့မရဘူးဖြစ်သွားတယ်တိတ်ကဘူးဆိုတော့ဦးရချင်းတူတယ်ပြစ်မှုချင်းတူတယ်ဆိုတော့အရက်တော့တာကျတော့ထောင်တစ်နှစ်ညရတော့ထောင်တစ်နှစ်တူတယ်ဦးရပုံမှန်တူတယ်ဒါပေမဲ့မြင်ကွင်းကွာသွားတယ်ဒါဒေသနာတွေမှာဆိုတော့ပတ်စံကင်လိုက်တာလေအာဘတ်တဲ့နဲ့အရက်တော့တာလေအာဘတ်တဲ့နဲ့ဆိုအာဘတ်တဲ့မှုချင်းတူတော့လေပတ်စံကင်လိုက်တာလှူမယ်တန်းမယ်သုံးမယ်ဆွဲမယ်နည်းနည်းတော်သေးတယ်ဆိုတော့အဲ့လိုလေရှိတယ်တချို့ကလည်းပြောပါနေမယ်ပါစိတ်ပဲခြာတိတ်ပါညတော့တာပါစိတ်ဟာလေလားမင်းတို့ဥက္ကဋ္ဌနာပတ်စံမကင်ဘူးလားသူလည်းပတ်စံကင်အာဘတ်တဲ့နာပါစိတ်ပဲတို့ကရက်တော့ပါစိတ်တယ်မတူဘူးလေနဲ့ကွာသွားတယ်ပတ်စံကသူများကိုပေးမယ်သုံးမယ်နည်းနည်းတော်သေးအသုံးဝင်တယ် use ဖြစ်သေးတယ်အရက်တော့တာကတော့ဘုန်းကြီးတို့ဘယ်လိုနည်းနဲ့မှ use မဖြစ်ဘူး life မှာအထောက်ပံ့မပေးဘူးဒါဘုန်းကြီးဆိုတော့တချို့ကိစ္စတွေတော့ဒီလောက်ပဲပေါ့လူတွေလည်းအဲ့လောက်လည်းရှင်းပြတာတော့နားလည်အောင်ပြောတာပါအခုတွေ့ပြီအဲ့ဒီသံဃာမထေရအဲ့ကြတော့မှဒါဖြင့်အခုသူ့အကြောင်းလေးပြီးသွားတော့အနာဂတ်အတိတ်အကြောင်းလေးကိုတွားကြစို့တမန်ဘဝကလာခဲ့တယ်လို့မဟုတ်ဘူးကဘာတသိန်းပါရမီဖြည့်ခဲ့တဲ့ပုဂ္ဂိုလ်တော်မှာဒီကိစ္စကြီးဟာဖျားအကြည်ညိုမဲ့လောက်အောင်ဖျားကိုစော်ကားလောက်အောင်ဖြစ်တယ်ဆိုတာဒီလိုသူဘလို့ဒီဘဝတွေဖြည့်စည်းခဲ့လေတေဇောဓာတုကုသလနံအကောတေဇောကတိုင်းဝင်စားတဲ့နေရာမှာကြီးကျယ်ခမ်းနားတဲ့မထေရမြတ်ဖြစ်တဲ့ပုဂ္ဂိုလ်ဒီဘုရုမုဒ္ဒမြတ်စွာဘုရားရှင်လက်ထမဟောကဘာတသိန်းရပါနေဖြစ်တာသောဘိတော်နာမနာမေနာဟောတိဗျမနောတရာအဲ့ဒီဘုရုမုဒ္ဒမြတ်စွာဘုရားရှင်ကိုရမြတ်ကြီးပွင့်လာတယ်ဘုရုမဆိုတော့ကြာဟုတ်တမကမြတ်တာအေးကြာပန်းမြတ်တဲ့အဲ့ဒီဘုရုမုဒ္ဒမြတ်စွာဘုရားရှင်ကိုရမြတ်ကြီးပွင့်တော့ကဘာတသိန်းကသူကသောဘိတလို့အမိရတဲ့အလူတင့်တယ်တဲ့ရုပ်ချောတဲ့တကားလေးပုံနာပေါ့မြတ်စွာဘုရားရှင်ကိုရမြတ်ကယဟန်ပေါင်းချမ်းရံပြီးတော့အဲ့တကားဝလေးမှာရက်နေတာကိုသူမြင်လိုက်တယ်ဘဂဝတ္တမိသမယေဘိက္ခုသံဃပုရကတောအာရမဒွါရနိခမအထာတိမြတ်စွာဘုရားသံဃာတွေအပေါင်းနဲ့ကြွတာဘဂဝါဘုရမုဒ္ဒရာမြတ်စွာဘုရားရှင်ကိုရမြတ်ဒီတံမိသမယေအဲ့ဒီခါမှာဘိက္ခုသံဃပုရကတောယဟန်သံဃာအပေါင်းနဲ့ချင်ရင်ပြီးတော့ကမှအာရမဒွါရ
you are a gaga, a traman, nakama, a daddy, you are a little matter. Erali chin you like that, no? The chuari, go to the miai, the chua go to the theory, a chuvi cheated. Era Jomolo. Kanyago, Kama, Wipako, Asidio. The chu load out the Kurimio, I go to a G loaded. Did they live a jubi? Chu I go to Nenloid, through a kind a jubi legend, pretty pakao, Chu Matthew Yada. Taro tell you that Shana Lemadu, Shana Lemadu, Kama Wipako, Asidio, Payashim, Eddie Gun here, Jonyo. To the same as called Kanga Loma, Kakao, Lamado, Sapi Point, Payana, Eddie Jonyagaro, Niamatanam. Palau Pay to go ship Penny, Palau Pay Paramation Penny, Tama Tamuda to Sumaraba, Pisiga Buddha, Kuromia Tio, Eddie Kama Wipaka, Luna. Takama Asidio, Matuine or Dway Yume, Duo. A Sierra and Duo. Ah, Connie Buddha. No one, no more chomping at one of me came and lean complain. Ah, set wing as you met in a no? Set wing you met in a Sierra and what the car the Boali, join a Saka. Sierra Elu, who goes away. Said the car by said, so Lino of Pet. Pacing my good of Euro, those were Pian Padari, so, oh, Jerusalem, jaw. Siamo Sushi, oh, Penavana Udanga, and a Samoy. Ma, say I'm yet that Leutondo. Though she baby. Nanga is a bit in it, the Lucia Pacalo, pushing to the frat, shade of Tomboja. Take up the hours. I look so now, look a little cheap. Oh, not what the rear doing alley, Saka Johaney, so you live by your padari, to go Euro Mesura. Or to the show is that my John of your I have to do a Euro in a bullet. They are out of time on my Euro war, Amato no Euro. The Tavenel leave you up, Namulo Pat, Corner Teddy. Hello. Yadamian Shinkuromiaga, Alawi Pima, Di Alawi Munarigu, Di Alawaga Blue, Sunny Dog, Jala, Makeu Pia. From Alawi Baye, Kalili Muroma, Bayenta Muranima, Mesopia, Joala Vido, Eddie Kalilu. This is not fair and fair. Miatao, Cheruko Pia. Mesopia, so long as La Pena go that in Italia, Matamidi, Lagere, Mina, paying Dajama. Oh. Do a toilet. That's what I am. Mamia Tao to the Twigin. Connie Puda, Kamawago Asenio, Huluremia, they don't allow the Bayan Dali Jamalare, I Jamajama, Tibayan Talia, Alaga Bullet, Kali Telecama, Messiah, don't want it. Paramishida, oh. And Nagan Law, Channel only at this Amati, Uteamati, Theme, Agutu, Shady Comi, good in any Balugo Zara. I don't Durango came away. Kemiabu. Yazamian or Kono came out, Muri sending it, Pay Padia Panya came, sorry, young Omio, Katie and so, sorry, Nimayao. Now, Payashin, Alukono Makeu, Alawaka, Divolucia, Di Hataloga, Aluba, Tali Jama. This will be a 12. Very clearly, Blue Video, Shemia, Ponya Canata, Tata Ponya Nambana, Bone play on a pit in a claim, Nen and Masana, diminutive to Sana, or at a quad. Clearly, a Chotam Maclay, Mesavia Tolara, Homa Payashin and Yuri, the chain, Wiruba, not chain, Toji. Mesavia, Hubaga, Nipuni, Tivaga, the Pension, but a Nibu tiny at the Payar, Wiruba, the white, the sweet New Year eater, or Mesavia, 2 million, but that's the chain. Tadia, now Chido, came out your twilight over meow. Lupilia, and I think we'll do it. Down Kama. Tigu Tagarazanama, a G. Lura Dana, Matuya. Chinura Tararia said in a town shop, and is sick clear to Toroli and was a corner. Pagavamazamajini Dami, the Mayari Ganel, Pegu Buraga Doyan, the Gabon Channel, Arama Dora. A Yanagawa Maneka Matoya at the Yandi, Mulevi, Dana Buragadam, the gun Satan, Patareto, oh, no Capuini, yea, Guji, another Lana Duriale, oh, Capia. Utatino no one, oh, yea, oh, to the other again, Nani Gabe, say the Chinuara. So, Yazavia no Tangari, Tinachi, Tangariale, yea, Jinji like that, Tanda, Piashi Kurangale, Kurore, Jinjiro Mudo, oh, Tando, Yoga, Mimosaria, Yoga, Jan, don't to them, Yazavia Jandi, Tando, Kuranga, Jinjiro, Mubi, the Pibai, Tamataya, William Yazwa, that was Jinji, Zinga, Tamandiago, did the order, oh.
တိန်တော့ကိုရောတိုင်းကကူးမြောက်ပြီးလို့တရဏယာကိုရောတိုင်းကူးမြောက်ပြီးလူများတန်တရားကကူးပါစေခြင်းကျုံငါဟာဘုရားကိုရောတိုင်းသိပြီလို့ဘောဓာယသိစီဖို့ဓမ္မစစ်တွေဟာတိန်တော့တရဏယာဘုရားဘောဓာယဟောဗျာဒံတော့ဓမ္မယဒံတော့ဓမ္မထာယတန်တော့ကိုရောတိုင်းကငြိမ်သက်ပြီးလို့တမထာယငြိမ်စေခြင်းဖို့ပရိနိဗ္ဗုတော့ကိုရောတိုင်းပရိနိဗ္ဗာန်ယူသိပြီလို့ပရိနိဗ္ဗာန်နာယသူအဲ့ဒီချက်လေးသူကြိုက်သွားတယ်အော်ဒံတော့ဓမ္မထာယဟီလီကြည်ညိုပြီးကြည်ဒါလေးပဲဗျာတက္ကံစိတ်တံပတာရတော့အဲ့ဒါလေးပဲဘာမှမရှိဘူးတန်တဝင်းလောကနာယကမြတ်စွာဘုရားခုနပြောပြီအရှင်မယသည်ဒံတော်ကိုရောတိုင်းလည်းယဉ်ကျေးတော်မူပါတယ်ဘုရားဓမ္မထာယဝိနည်းမြတ်စွာတတ္တဝါတွေယဉ်ကျေးဆိုရင်တရားဟောတယ်အရှင်ဘုရားပါဗျာသမတတန်တော်သမထာယကိုရောတိုင်းငြိမ်ပြီးလို့ငြိမ်စေခြင်းကတိန်တော်တရဏယကိုရောတိုင်းတန်တရားခီးကဲကိုကူးမြောက်ပြီးလို့ကူးမြောက်စေခြင်းကပရိနိဗ္ဗုဒ္ဓပရိနိဗ္ဗာန်ယဓမ္မဒေတိပါဖယားလို့သူအဲ့ဒါလေးအဲ့လိုလေးသူဖယားကိုချီးမွမ်းတယ်တဲ့။အိုးဘာမလုပ်ဘူးနော်။ဒါပဲပါရဘာသဗ္ဗေမယသဗ္ဗေနဲ့ဆိုတာမြေကြီးကပေါက်တာပါဖယား။ဗောဓိမန္နောတရတတ္ထာအဲ့ဒီတည်းမှာမြတ်စွာဘုရားရှင်ရဲ့သာသနာမှာလည်းလေသဗ္ဗေနဲ့မြေကြီးကပေါက်တယ်လို့ကြီးမြတ်တဲ့ပညာရှိတဲ့တတ္တဝါတွေလည်းမြတ်စွာဘုရားသာသနာမှာပဲထွန်းပေါက်ပါတယ်ဖယား။သူချီးသွင်းတဲ့စကားလေးချီးမွမ်းတဲ့စကားလေးပါရဘတဗေပါရဘလုံးစုံသောသဗ္ဗင်တို့သည်မဟိယမြေ၌တန်လင်ဝိဟရေပေါက်ရောက်ကြပါကုန်၏ဖယားတထအဲ့ဒီတည်းမှာပဇိနာသန္တနေမြတ်စွာဘုရားသာသနာ၌ဗုဒ္ဓမန္တောတရသံဖယားရှင်ရဲ့သာဝကတွေလည်းပညာရှိတော်မူကြပါပြီကုန်၏ဟာဟုတ်ဗျာဒီတိုင်းပါပဲသီလစာရသောမဟိသီနောသီလစာသောဂုံကျေးဇူးကိုစိပုရှံမိတော်မူသောမြတ်စွာဘုရားသည်တတ္တဝါဟောအမလေးဗျာနိဗ္ဗာန်သွားမဲ့လမ်းကိုညွှန်ပြတဲ့လမ်းကြောင်းပြတဲ့ရင်မူကြီးပါဖယားလူတွေလွမ်းနေတဲ့လမ်းကိုလေလူဒုံမက်ကတွေကိုဒုံမက်ကဆိုတာလမ်းမှားနေတာလမ်းမှားတာကိုတမ္မာမက်ကလမ်းမောင်ဖြစ်အောင်ဟာအရှင်မင်းကလမ်းညွှန်ပေးတာပါဖယားဒံတော်ဒါနပရိတိန်တော်ဇာယိဇာနာအရှင်မင်းကလေဟာလောဘရှိတဲ့ပုဂ္ဂိုလ်ကိုလောဘမရှိအောင်ဒေါသရှိတဲ့ပုဂ္ဂိုလ်မေတ္တာတရားနဲ့ဒေါသမရှိအောင်မောဟရှိတဲ့ပုဂ္ဂိုလ်အာနာပါနာတိမရဏနုဒ္ဒတိကမ္မဋ္ဌာန်းစသည်ဖြင့်ယဉ်ကျေးမယဉ်ကျေးယဉ်ကျေးအောင်ဇာယီဇန်နေနဲ့မွေ့လျော်နေအောင်အာတပိမကောင်းမှုတွေကိုရှုမြင်နေအောင်ဥပသံလေးတားလေးပြီးငြိမ်သက်အေးခြင်းရအောင်ရှင်မင်းကဆုံးမတော်မူတာပဲအရှင်မင်းကိုလိုတွေကြည့်တယ်ကိလေသာတွေငြိမ်နေရန်တွေချမ်းရမ်းနေတာဗျာအလင်္ကာရောပရိသယိပုံညညာနေသောပတိအရှင်မင်းကလေမင်္ဂလာလေးတယောက်များလှပတန်းစာဆင်ပြီးတော့ထွက်လာရင်ရှုမကြီးဖြစ်တယ်လို့ယဟန္တာတွေကိရိတာကြီးနဲ့ယဟန်တွေတန်းစာဆင်ပြီးတော့ထွက်လာတာတင့်တယ်လိုက်တာဥပမာပြောရင်ကောင်းငယ်မှာလေလက်မင်းကြီးကိုခြေတာရအပေါင်းတွေကခပြီးတော့ထွက်လာတယ်လို့နေမင်းကြီးကရောင်ကြီးတောင်အလင်းဆောင်ပြီးတော့သူရိယောတရနေယထာဟာတတ္တဆနေမင်းလေးထွက်လာတဲ့အတိုင်းပဲဖေဟာရောင်ကြီးတွေကုတ်မြူးနေလို့ဘုရားရှင်ကိုချီးမွမ်းတာပဒနာစိတ်တံဒိဋ္ဌဝနမေယတိဘုရုမုဒ္ဒရောဘေကုသံဃေထိတော်တတ္တဣမဂရဘာဒရမြတ်စွာဘုရားရှင်ကိုရမြတ်ကြီးကိုအဲ့ဒီလိုဂါရလေးနဲ့ချီးမွမ်းနေတယ်ယောသောပါသံဇနိတဝနမမံကိတ်တေတိပြမနောဘာမှမပလို့ဘူးနော်ဘာလှူတာမှမတွေ့ဘူးနှုတ်နဲ့ပဲချီးမွမ်းနေတာနှုတ်နဲ့ပဲဘုရားကိုကြည်ညိုနေတာမြတ်စွာဘုရားကကြည်စမ်းချက်သားတို့အဲ့ဒီပုံနာသည်သူအဲ့လိုကြည်ညိုပွဲပြောလိုက်တာဖြစ်ချင်းကြောင့်ခုနတုန်းကဆရာတို့ကြွလာတဲ့ကမှာဥပဒကကြီးရဲ့ဓမ္မကြီးဆရာတော်ဘုရားကြွလာပါဆိုတရားနာကြမယ်လှူကြတန်းကြမယ်သူတော့မလှူဒါပေမဲ့အဲ့ဒီဥက္ကနာဥပဒကနိဗ္ဗာန်ဆိုတာသူနိဗ္ဗာန်ဆော်ပေးတယ်ဖြစ်ရောအဲ့ဒီလူပဲကုသိုလ်လေအေးရမာကြီးဗျာအကြီးဖះတယ်ဖို့တဲ့သူကတော့မလှူတချို့ကမယ်အဲ့ဒီဗျာနိဗ္ဗာန်ဆိုရဗျာအဲ့ဒီခုနလေဥပဒကကြီးသူများတာလှူဖို့ဗျာသူကတော့မလှူပါဘူးဗျာလို့မကဲ့ရင်လည်းဗျာမလေးအကြီးဆောရောသောပြမနောဒီပုံနာသည်ဒါပဟာတန်စနစ်တော်နာငါဘုရားရှင်ကိုချီးမွမ်းတဲ့စကားတွေကိုကိတ်တည်သည်ပြောတယ်တဲ့ကပ္ပနံတတ္တသာတံကဘာပေါင်းတသိန်းနော်ကဘာတသိန်းကာလပတ်လုံးဒေဝလောကေရမိတ္တိငယ်ခုနတုန်းကတန်ဃာတော်ရှင်သူမြတ်တွေကြွတော့ချီးမွမ်းထောပနာပြောတဲ့ပုဂ္ဂိုလ်တို့ကဖျားမုတ်တာဖြစ်ရောကဘာတသိန်းတော့ပြောနှစ်တသိန်းလောက်အပယ်မကြဘူးအဲ့ဒီလူကဘာတော့မပြောနိုင်ဘူးတန်ဃာဂုံတော့ပြောနိုင်တယ်ဟဲ့ဟောတော့ဖျားရှင်မလို့ကပ္ပနံတတ္တသံကဘာတသိန်းကာလပတ်လုံးအပယ်မလားခုနတုန်းကဥပဒကကြီးကတော့ဘဝတသိန်းလောက်အပယ်မလားဘူးပြီးရောနတ်ပြည်မှာပဲနေရမယ်အခုတခါကြီးအဲ့တခါကြီးအိမ်အောင်ရှိလို့ရှိရင်ခမရမိန်းမစိတ်မပြတ်နဲ့နောက်ကျနတ်သမီးလေးနဲ့တွေ့မှာနော်မချောရင်လည်းပေါက်ဥသက်တယ်တော့မှုန့်မွေးမချောရင်လည်းပေါက်နောက်တစ်ခါကျရင်နတ်သမီးလေးနဲ့တွေ့မှာနော်ဟုတ်ပြီလားအဲ့ဒါဒုသိတဲ့နတ်ပြည်ရောက်မယ်တဲ့ဗျာကဲ
ခုနတော့ဥပဒကနိဗ္ဗာန်သောတကအမရိရောပေါ်သေးမထင်နဲ့ဒုတိတံသဝိတ္တဝါဒုတိတံဤသဝိတ္တဝနာဒုတိတံနတ်ပြည်မှာသုတေပြီးရင်လေသုတ်ကမူလေးနဲ့စောရိတော်ဖြူစင်တဲ့ကုသိုလ်ကောင်းမှုကတိုက်တွန်းလို့ဖယားရှင်ရဲ့သာသနာနဲ့တွေ့မယ်တဲ့သူကတော့အဲ့ဒီသာကတလောင်းကတော့ဂေါရမတဘဂဝတောသာသနေနောင်ကဘာတသိမ်းမှာပွင့်မဲ့ဂေါရမဖယားရှင်ရဲ့သာသနာမှာဖုံးကြီးဖြစ်လိမ့်မယ်ဟုတ်ဗျာကတေနကမေနသုတ်ကရေနကောင်းစွာပြုတဲ့အဲ့ဒီကုသိုလ်ကံကြောင့်အရဟတံလည်းပဲအရဟတဖို့ကိုလွယ်လေးရလိမ့်မယ်မမူးခင်နော်မူးနေပြီအဲ့ဒါမမူးခင်တရားတွေဟောနေတာနာမေနသာကတော်နာမနာမေနအမိအပြင်သာကရလို့ထင်ရှားလိမ့်မယ်တတ္ထုသာဝကမြတ်စွာဘုရားတပိသာဝကရမှာမဟာသာဝကကြီးဟောဗျာထင်ရှားလိမ့်မယ်အေးထင်ရှားလိမ့်မယ်ထင်ရှားမယ်ဆိုတေဇောကတိုင်းဝင်စားတဲ့နေရာမှာအတော်ဆုံးလို့ဖြစ်လိမ့်မယ်လေဒါနော်တော်ဆုံးလို့ဖြစ်လိမ့်မယ်ဘဗေစိတ်ဒဝနကာယေနဘာဘကမံဝဝဇယေဝဇိတုစရိတံဣတဝအာဇင်ဝပရိသောတယေသူပြောရှာပါတယ်ဘုန်းကြီးဖြစ်ပြီးတယ်ကာယေနဘာဘကမံကာယကံနဲ့မကောင်းမှုဆိုတာမလုပ်ပါအရက်ကလေးတောင်းမိတာတခုပါပဲမလုပ်နော်ဝဇိတုစရိတံဣတဝဝဇိတုစိတ်ဒီရှောင်းခဲ့ပါလဲမူးတုံးကမွေရဲ့ကိုသက်တင်မင်းကိုချစ်ပါတယ်ကိုသက်ချစ်ပါတယ်မူးလို့ပြောမိတာပါကျင်းနေတယ်ဓမ္မတွေကျင်းနေရတယ်လေမူးလို့ပြောမိတာပါသူလည်းဘုရားမြတ်စွာဘုရားရင်လို့နွေးကွာရှင်ကဘုရားမလို့မယူဘူးကွာလို့ဝစီဒုစရိဒီအဲ့ဒီတခုတော့ပြောမိခဲ့တယ်ဟုတ်ပြီနော်ဒါပဲဒီမိဒုစရိဒီဘုရားအပေါ်မှာသူလုပ်ခဲ့ဆိုးခဲ့ပါတယ်မြတ်စွာဘုရားအပေါ်မှာအရက်လေးမူးလို့တကုရှင်ဖြစ်တော်လဲအမှုမပြေခတ်သားရှာပြီဟာပြီးပြီလေအရက်ကလေးသွားကြိုက်တာတနာကြိုက်တဲ့အမိုက်တွေပါတခါလေးတက်တယ်မတော့ဘူးလေဘုန်းကြီးနဲ့ဆွဲပါပုရုဇဉ်ကိုဗျအရိယာမဟုတ်တဲ့ပုရုဇဉ်ကတော့အဘိညာဉ်ရလဲတကိုးရှင်ဖြစ်လဲရှာပေါ်တင်ဆွဲတယ်ဗျအဆင်းမြင်ကြက်ရင်ပြုတ်ကြတယ်ဗျကိုရင်လေးမှာအဘိညာဉ်တကိုးနဲ့ကောင်းရင်မှာတက်ပြန့်နေတာလေကိုရင်မလုံနဲ့ဝိပဿနာလေးလို့မင်းဥစ္စာလောကီစမဲရတယ်နဲ့တဏှတတိလမ်းပေါ်မှာအဲ့ဒါကိုမွေးရဲ့သမီးကဟင်းရွက်ကလေးခိုးရင်းနဲ့ချမ်းမြေပါစေကိုလည်းချမ်းမြေပါစေမောင်လည်းချမ်းမြေပါစေအားလုံးပဲချမ်းမြေပါစေသူကသူဟင်းရွက်လေးခိုးရင်သချင်းဆိုနေတာအပေါ်ကကိုရင်ကကိုလည်းချမ်းမြေပါစေသူ့ကိုရင်လည်းချမ်းကြပြီးတော့ဟာငါကိုစောင်းသချင်းဆိုရလို့ဇံအပိန်ရက်နေအာယုံပြုတ်တရလိုက်တာတတ္တေဇာအသံတို့ကိုလောသောတင်္စာတတ္တေဇာဥပ္ပဇိသောတဝိညာဏတိန်နံသင်္ကတိဖတ်တော်ဖတ်တာပစ္စယဝရဏပစ္စယတဏပစ္စယဥပါဒနာဘုတ်ဆိုပြုတ်ကြတာဝရဏနဲ့ခံစားပြီးဝရဏပစ္စယတဏဖောက်ဆိုပြုတ်ကြသွားတာပြီးသွားအဲ့ကောင်မလေးညားသွားညာဘူးလေတို့ဘုရားလောဟရိတဇယသေကြီးတန်ပုရုဇဉ်မင်းအားဘူးပုရုဇဉ်ဇံပင်ရင် sorry ပါပဲပရိစိတ်တယ်လို့လာမပြောနဲ့မြေရှုံးမိုးပြန်တာပဲအဲ့ဒီမှာမုရုလက္ခဏာကထလိုက်တာလေပါလေဆရာတော်တော့ပထမဦးဆုံးကြီးသတိသင်ဝဲရတာဒီမိနစ်ကမဟုတ်ဒီအာရှဌာနဘဏ်ဆိုတဲ့သင်္ကန်းညွှန်းမှာကွန်ပျူတာအဲ့ခက်က3သိန်းလောက်ဆိုပတ်စံနေတဲ့ပတ်စံမဟုတ်အဲ့ဒါကိုတရားဟောပြီးစုထားတဲ့ပတ်စံလေးတွေပေါ့ဗျာအဲ့ဒါကိုမန္တလေးကနေပြီးတော့ဘုန်းနဲ့လာဝယ်မလို့ကွန်ပျူတာလာဝယ်မလို့အဲ့ဒီစာတွေအာရှဌာနဘဏ်မှာထည့်ထားဦးဝင်းစောကထုတ်ပေးကြတာပေါ့သူတို့ပတ်စံတွေ3သိန်း2000မှမရကွန်ပျူတာဝယ်မလို့အဲ့ရှေ့ထိုင်လိုက်တာထိုင်တော့ဘုန်းကြီးနဲ့မသိတော့ပါရကပ်ပြီးကိုဝင်းစောပြန်ရအောင်လို့ဘေးနာကောင်လေးတော့ဒီတော့ပြန်ကျင်သေးဘူးတဲ့ဟာဘာလို့လဲကွာလို့ဟိုတကမလည်းတရားရွယ်တွေမေးနေသေးတယ်အဲ့ဒီမန်နေဂျာမကလည်းကြည့်လိုက်တဲ့ခါကျတော့ပေါင်ထက်ကိုလက်4လုံး5လုံးလောက်ရှိတယ်ပေါ်ပါဟိုတဲ့အဝတ်စားလေးနဲ့အဲ့ကြည့်လိုက်တော့ဟာမင်းသူတို့အဲ့ဒါလေးတွေကြည့်နေပြီသူတို့ကမပြန်ကျင်သေးဘူးပြောတာအဲ့တော့ကိုကအဲ့ဒီမှန်နဲ့ဘာရလဲဆိုအော်ဒီနှစ်ခေတ်ဘုန်းကြီးလေးတွေကြည်ညိုရကောင်းလိုက်တာလို့ကိုယ့်ကိုယ်လည်းကြည်ညိုသွားတာပေါ့ဟိုမှာမုရုလက္ခဏာဇတ်မှာအလောင်းတော်ကြီးဟရိတဇာကမိဖုရားကြီးကထားလိုက်တဲ့ခါမှာနည်းနည်းလေးကိုလည်းမမြင်ရပါဘူးဒါတော့ဝက်လဲတော်လေးကနည်းနည်းလေးရှောသွားတော့ပေါင်သားလေးနဲ့ပေါ်သွားတာအဲ့ဒီတို့အလောင်းတော်ကြီးဇန်ရှောတယ်လေတို့ဇန်မရှောဘူးတော်သေးတာဝါမျိုးတို့တော်သေးတာပေါ့မဒီလေးတွေ့နေတာလေအမလေးပတ်သွားနေတာလေဟိုမှာအလောင်းတော်ကြီးဇန်ရှောသွားတယ်တော့ပုရုဇဉ်မင်းဟာဘူးဒီတာကရမထေရလေအဲ့တော့အဲ့ဒီအာယုံလေးနှစ်သက်လိုက်တယ်ဟောရတာယုံလေးနဲ့ဇိမ်ဝါယုံလေးနဲ့ထိလိုက်တော့တိန်နေသင်္ကတိဖတ်တော်ဖတ်တာလေးပေါ်တယ်နောက်တစ်ခါထပ်တော့ချင်းနဲ့ဖတ်တာပစ္စယဝေဒနာအဲ့ဒီဝေဒနာလေးဆွဲတဲ့ဝေဒနာပစ္စယတဏပစ္စယဥပါဒနာထပ်ဂရေအိမ်တောက်လိုက်တော့တောက်လိုက်ပြီလေဆွဲတော့ရတာလေအဲ့ဒီရတာလေးဆွဲသွားတယ်ပိဋိတာနှမလိုက်ပြီးသွား
ဒီရတာတဏှာလေးကြောင့်သူဒုက္ခရောက်သွားတယ်ဘာတဏှာတဲ့လေရတာတဏှာလေးအဲ့ဒီရတာတဏှာလေးကြောင့်ခုနကဟောဗျာရှင်ရန်ပြုတ်ပြီးတော့မှအဲ့ဒီရတာတဏှာလေးကို तू မပယ်နိုင်ဘူးမပယ်နိုင်တော့ဘုံနဲ့ဆိုလေသစ္စာသွန်းလိုက်ပေါ့ဒီရတာလေးကိုဆွဲလန်းတက်မဲ့တဲ့သမုဒယသစ္စာအဲ့ဒီရက်တော့လိုက်တာဒုက္ခသစ္စာဖြစ်သွားပြစ်လဲဘုရားရှင်မကြည်ညိုတော့ဘူးဟုတ်ပြီနော်အဲ့တော့ဒီပုရုဇဉ်လေးရဲ့သဘောတဘာဝရဘရောမှစိတ်မချဘူးလို့ဒါကိုပြောချင်တာပုရုဇဉ်တို့ရလိုက်တဲ့အရိယာတွေကလွယ်အရိယာတွေတော့တိုက်လိုက်တဲ့ဆိုရတော့လက်ခံတယ်ပုရုဇဉ်ကတော့မရပုရုဇဉ်တို့ဒီထိလိုက်တာနဲ့ညှိသွားပါတယ်အဘိညာဉ်လည်းမရဘူးတထားတော့ပါပစိတနာကာယေနပါပကမ္မဝဝဇယိမြတ်စွာဘုရားသာသနာမှာအဲ့ဒါလေးတခုတော့ပြမမိပါတယ်မြတ်စွာဘုရားကိုစော်ကားမိပါတယ်ဝစီတုဇယနဲ့လည်းပြောမိပါတယ်ဒီမှာတော့ဒီမိနေရာမှာတော့မရှိဘူးဖះအတွက်တော့မှားမိတယ်ဒါကြောင့်မလို့တဏှာကြိုက်တဲ့အမိုက်တွေးပါဟောသူကြိုက်သွားပြီတဏှာကြိုက်တဲ့အမိုက်တွေးပါဟိုက်မပြေပင်မရှာရလေတဏှာဝင်ပူးလိုက်တော့တဏှာပူးတဲ့အယူတွေပါအဲ့ဒါတွေဝင်ပူးလိုက်တာတဏှာပူးတဲ့အယူတွေပါအမှုမပြေခက်သားရှာရမှုမပြေဘူးဖြစ်သွားတယ်မပြေနိုင်ဘူးအမှုမပြေခက်သားရှာရလေပြီးသွားတဏှာလေးတော့ကြိုက်တယ်တဏှာဖမ်းတဲ့အကန်းတွေပါဖះမမြင်တော့ဘူးတဏှာဖမ်းတဲ့အကန်းတွေပါအပန်းမပြေပန်းမပြေတော့ဆိုတော့ဒီတဏှာဖမ်းတဲ့တဏှာပူးသွားတာကိုဒါပေမဲ့ဒီမေဝစီဒုစရိုက်တွေကမရှိပါဘူးတဲ့အေဝံဝိဟာရမနောဟံအဲ့လိုနေလိုက်တော့ဒါနောက်ပိုင်းလာလိုက်ပါလိမ့်မယ်မြတ်စွာဘုရားပြန်တောင်းမယ်တေဇောဓာတုသူကောဝိတော်တေဇောဓာတ်တွေမှာတေဇောဓာတ်ကတိုင်းမှာလိမ်မှကျွန်းကျင်တဲ့သူဖြစ်လို့တပ္ပသဝေပရိညာယဝိဟာရမေနာတော်ဘုရားရှင်ကိုတောင်းမယ်လာပြီဒါပြီးတောင်းမယ်အဲ့တော့မင်းကုန်းရှင်တော်ဘုရားကြီးနဲ့မဟာသီရှင်တော်ဘုရားကြီးတို့ဒီဘုရားသာဂရမထေရကြီးကြောင့်တန်ခါနဲ့တင်တဲ့မဟာသီရှင်တော်ဘုရားကြီးရဲ့မင်းကုန်းရှင်တော်မေးတဲ့ကောသသုရမင်းရဗာနေအာဟုသောဘာစိတိယံကထပညတံကံအာရပပညတံကိတ္တမေဝရုသမေပညတံတို့မဟာသီရှင်တော်ရမေးတာအာဟုသောငါရှင်ဝိဇိတသာရဘိဝန္တသုရမင်းရဗာနေယသေသေယတောယနာဤပါစိတိယံပါစိအဘသိယဝကထအဘေယနှင့်ပညတံပညဘာသနီကံဘေပုဂ္ဂိုလ်အရဘာအကျုံးမြွေ၎င်းကိတ္တမေဝရုသမေဘေဝတ္ထုကြောင့်ပညတံပညဘာသနီငါရှင်လို့တို့မေးတယ်အဲ့တော့ကောသံပိယဗန္တိအာယသမဏသာဂရအရပပညတံအာယသမဗန္တိသာဂရောမစ္ဆံပိဝိတသမိဗန္တိဝရုသမေပညတံမင်းဆိုရဗန္တိမာသီဆရာတော်ဤဘုရားကောသံပိယံကောသံပိပြည်၌အာယသမဏသာဂရရှင်သာဂရမထေရအရပအကျုံးမြွေပညတံပညတော်မူခဲ့ပါသည်ဘုရားအာယသမဗန္တိရှင်မာသီဆရာတော်ဤဘုရားအာယသမသာဂရောရှင်သာဂရမထေရမစ္ဆံပိဝိအယက်သေးစာတောက်သုံးခဲ့ပါသည်ဘုရားတသမိဗန္တိမာသီစေတသမေဝရုသမေအဲ့ဒီဝတ္ထုကြောင့်ပညာတံဘဂဝတ္တဘုရားရှင်ကိုရမြတ်သည်ဤသူရမေရိယပါစိတ်အဘသင့်စီဆိုတဲ့သိက္ခာပုဂ္ဂိုလ်ပညာတော်မူခဲ့ပါသည်ဖရာလို့တန်ခါနာတင်လိုက်မှတ်ထပ်တင်လိုက်တယ်6ချိန်မြောက်အချင်းချင်းတန်ခါနာတင်လိုက်တယ်မပြင်ဘူးဟုတ်ပြီနော်အဲ့တော့ဒါလည်းပြီးရောမြတ်စွာဘုရားရှင်ကိုရမြတ်ကချစ်သားတို့အဲ့ဒီသာဂရာကြီးအရင်တော့ငါဘုရားရှင်နဲ့ဘယ်လိုနေလဲမှန်ပါဗျာအဲ့ဒီသာဂရာကြီးရှင်အရင်တော့မြတ်စွာဘုရားကိုကြီးညိုရတယ်ဗျာအခုဘယ်လိုနေလဲအခုမကြီးညိုတော့ဘူးအေးဒီလိုဆိုရင်ဒီအရှင်ဘုရားသာဂရာကြီးကိုတို့ဘာလုပ်ရမလဲဆုံးမပေါ့ဟုတ်ပြီနော်သာဂရာအာဘသင်စေဒါပေမဲ့အစဆုံးပြုတ်တဲ့ပုဂ္ဂိုလ်တော့အာရိကံမိကအစဆုံးလုပ်တဲ့ပုဂ္ဂိုလ်တော့နည်းနည်းဥပဒေကခွန့်တော့တယ်ဘာဥပဒေမပြည့်ညံသေးဘူးအရက်တော့ရင်အာဘသင်မယ်လို့ဥပဒေမပြည့်ညံသေးတာပြင်တော့သာဂရာချွန်းချက်နောက်ဘယ်တော့မတော့တာသူထပ်လို့ဆိုသူအာဘသင်အာရိကံမိကပုဂ္ဂိုလ်ကတော့သူအခုမှလုပ်တာပြီသူလွတ်စေသောသာဂရထိုရှင်သာဂရသည်ပုဏ္ဏတိဝတိဒုတိယနေ့မှာတည့်ရဲနော်တတိန်လဘိတဝါတတိတရားရတော့မှာဟာဖြစ်တော့မူးနေတာလေသင်္ကန်းတွေလည်းမရှိဘူးတခါတခါအရက်မူးပြီးတော့ဟာအရက်မူးပြီးတော့အပူတွေပြန်းနေတာလေမနဲ့လက်ကြကြောက်ဟဲ့ငါမနေ့ကရှင်မဥဒ္ဒတင်တို့ရပြန်လာလေဥကောရဲ့ဟေးဥဒ္ဒတင်ငါတခါလေဘာဖြစ်လို့လဲဘာပြမခမရမှာလေကိုသက်တင်ရသားနိုင်ငံညာနေရပရင်းပြီးတော့ရှင်မတောက်လာလေဟေးဟုတ်လားအာဗီဒီယိုဆွဲပြချင်တာဟိုမှာအဲ့ဒီဒနာတဲ့ဒီလမ်းရဲ့အဝမှာလဲနေလို့မြတ်စွာဘုရားတွဲခေါ်လာတာဒီတော့ကိုတော့ဖះရှိကိုခြေတော်ကြီးပေးရလို့လဲတယ်ရှင်မခြေတော်နဲ့ဖះထပ်ပြီးတော့ကန်တယ်ဟေးမြတ်စွာဘုရားကိုတော့ပြောသေးတယ်မနေ့ကမနေ့ကလေရှင်မ
အမ်ဘတိတ်တာတရက်ပင်စိတ်ကငကားကြီးကိုရှင်မရဆုံးမတယ်လေအေးဟုတ်တယ်လေအဲ့ကဘယ်ရောက်အဲ့ဘိန်းကြီးလေဟာအေးပြန်ဝင်စားရင်မရတော့ကြွသွားပြီလေမိုးတော့တကိုးနေမရှိတော့ဘူးဟာတော်သေးတယ်ကွာအခုနေမြန်ငကားတွေငါသိမှာဘုရားရှင်ရဟောပြီကိုတော့တာကရလေအခုနေမြန်ငကားမနဲ့တီးကောင်းတော့မနိုင်ဘူးလို့ပြောပြီအေးဟုတ်တယ်ခုကဘာပယစိတ်တော့မမနိုင်တော့လက်ကငကားမပြောနဲ့တတိတရားကြီးဖះရှင်ရှင်များအတွက်နဲ့သိက္ခာပုဒ်တိုးသွားပြီဘယ်ဘာသိက္ခာပုဒ်လဲသူရမေတွေကဘာနေပါစိတ်တင်ရဟေးငါအတွက်စီကန်းချက်တခုတိုးသွားတယ်တန်ဃာတွေသူ့ဘယ်ချက်မလို့အေးကွာတတိန်လပိတ်တော်အဲ့ဒီတရားမှာသူ့ရဲ့အရှင်မြတ်ဘာလို့ဆိုမှရှင်သိလားမြတ်စွာဘုရားညနေပဲရေချိုးမကိုရောကအရက်သွားတောက်နေတယ်မြတ်စွာဘုရားလေကိုရောလိုက်ရှာနေရမှာလားပီလို့တဲ့ပုဂ္ဂိုလ်ကလေမြတ်စွာဘုရားအုံတော်တက်ကနဲ့ရေနွေးနဲ့ချူတော့ကိုရောသိပြီးသားလေညနေပဲဖះသင်္ကန်းပေးရမယ်သွားကွာစိတ်တွေမကောင်းဖြစ်သွားတောင်ကရပြီဖះရှင်အလုတ်ကျွေးဖြစ်ပြီးတော့မှရင်နွေးလည်းမတည့်ဘူးဖះရှင်ကိုခြေလည်းမဆေးပေးဘူးရှင်မယားခြေတော်လည်းဟိုဂန္ဓာကုတိလည်းရှင်မပြင်ပေးဘူးရှင်ဖះဆိုဘုရားဟောမှာရှင်မယားစေတိရတိုင်းကနေလမ်းလျှောက်လာလေတနေ့လုံးဈဉ္ဉံကြွလာဒေသစိတ်ကြွလာဒီညနေပဲလေရေချိုးနေတာဘောကိုရောရဲ့ဒါတော့ငါနည်းနည်းဖြည့်တယ်အဲ့ဒါမပါဘူးစားလည်းမပါဘူးတော့ရသွားကြည့်မှာဆိုလို့မပါဘူးရန်တွေ့တာတော့နင်တို့လူတွေပြောတယ်ငါဖြည့်ရန်တွေ့ကြည့်တော့ညဆိုဘုရားစေတိရတိုင်းကနေရှင်မယားခရီးဝေးကြွလာလေစားရိကကြွလာဖះရှင်ဂျန်နီtravel လုပ်လာပြင်မနဲ့ရေချိုးနေတာဗောအေးကွာဟုတ်တယ်ကွာအဲ့ဒါကိုတော့ဘုရားရှင်ရင်နွေးလည်းမကမြတ်သမန်နဲ့ရေမချိုးရရဘူးဒီကရှင်အဲ့ရလည်းမပြင်ပေးဘူးဟာကွာအဲ့ဒါမျိုးလားဟုတ်တယ်မျိုးပဲဘုန်းကြီးသာတို့ပြောတယ်လေဘုန်းကြီးနဲ့တင်းပြောတတ်တော့ဟာအဲ့လိုတော့မလားအဲ့လိုတော့မှရှင်မဟုတ်ဒနာတိနံဘုန်းကြီးတွေဘုန်းကြီးဆုံးမလောင်းတော့ကိုလို့တာဟာငါဘာလို့လဲဖဲအဲ့ဒီရေကိုတော့ရေမူးတော့တရေတယ်မြန်တော့ခုဘလို့လို့မလို့ဟာငါပြန်သွားမယ်ပြန်မသွားနဲ့ဝိုင်းရိုက်မယ်ကိုသက်တင်ခင်ဗျရိုက်လိုက်ပါရှင်မဟာတန်ဝရတွေရဒီမင်းကတော့ကွာဒနာသတိလမ်းကရိုက်ချင်ရိုက်ပါစေကွာငါသိချစ်တယ်သိညံ့နိုးတယ်သိကြည်ညိုရည်လေးစားတယ်တမန်တန်ဖိုးတာတရက်တာငါအတွက်နဲ့ရည်လည်းမချိုးလားဘယ်သူမှမပြင်စင်ဘူးအဲ့တော့ငါတန်ဝရတွေရတယ်ကွာမြေပန်နေလေးတွေခမြေတွေကြဒါရှင်များတို့မထေကြီးတွေကမှစလို့တော့ဒီတော့လူငယ်တွေဘယ်နဲ့လုပ်မလဲနဲ့လှုပ်ပြီးဘောနည်းနည်းပြောပြီးဘောဓမင်းကြီးလို့တရားဟောတဲ့ဘုန်းကြီးကမှတောက်နေမှာတော့ဒီကြောင့်ဘယ်လိုဆုံးမြတ်မလဲပို့ပြောမှာတို့ဆိုပို့ပြောမှာမေးအဖြစ်ကင်းအောင်မနေပြောရင်လုံးမလီကိုတို့မလီဒါတော့မို့တစ်ခါတည်းနဲ့လေဟိုစာအုပ်လေးသွားပြီးပြီးသွားပေါ်ကျင်တော့မှအတိကျွန်းများပြီဆိုတဲ့ခါကျတော့ဒီလမ်းခီးသွားမသွားသေးပါဘူးလေအဲ့လိုနဲ့လေကိုတို့လည်း6ယောက်လေးပဲလေးပါတယ်သိလားသွားကျင်တယ်စာအုပ်ဆိုင်မှာတမန်တော့မပေါ့ဒါစီအမြဲတမ်းပဲမှားသွားပြီအရင်တော့ကိုလူတွေတိတ်သိစေချင်တယ်အခုမသိစေချင်ဘူးဗျာဒါရှင်းရင်လေးတချောလေးမြမသွားတယ်လေးမတဲ့ခေါင်းကြီးငုံတာဘယ်လို့မခေါ်ဘူးဆယ်တော့အကျင့်ပဲဘုန်းကြီးမြမကြားညောင်ဆုံးတက်တာအဲ့ကြတယ်ဒီကဗျာနေပြီးတော့မကြောက်လို့ဗျာလှူပြီးမခေါ်ချင်းတန်းတက်ခေါင်းငုံတန်းတက်ဟိုဘိုင်းမိန်မှန်လာလုံနေတာတော်ပြီတိတ်လူသိစေချင်တယ်အခုရှင်မအဲ့ဒီမှာသွားရင်ရှင်မဝိုင်းချမှာဟေးတတိန်လပိတ်တော်တတိတရားတွေရတန်ဝေကတွေရပြီးတော့မှကြီးစွာတန်ဝေရပြီးတော့ကောင်းပြီဆိုဖြတ်ဆိုဒီကိုယ်လုံးတွေကကဘာတသိန်းပါရမီပြည့်ခဲ့တဲ့ပုဂ္ဂိုလ်ဖြစ်တာပါရမီသမားရှိပါပြီတသားကြီးဖုံးဝေရဲ့ပါရမီရှိပြီသားအဲ့တော့အသာခဏကို7မိနစ်လောက်ချိန်ပေးပါကွာပါရမီရှိပြီသားပါရမီကျွတ်တော့မယ်တော့ကြောက်ရဟန္တာဖြစ်တော့မပုဂ္ဂိုလ်နော်မရဘူးအဲ့တော့ချက်တရားပြန်ထိုင်ချက်ချင်းဝိပဿနာတွေပြန်ရှုလာပြီဗျာဒါတည်းချက်ချင်းဝိပဿနာတွေရှုအနေစာလက္ခဏာတရင်ကဝိမောက္ခအနုပဒနာ9မျိုးအနေစာအနုပဒနာနေစာသင်ညာကိုပယ်တယ်ဒုက္ခလက္ခဒုက္ခအနုပဒနာဒုက္ခသင်ညာကိုပယ်တယ်အနတ္တလက္ခဏာအတ္တသင်ညာကိုပယ်မယ်ငါလို့ငါမနေဗိဒာနုပဒနာနန္ဒီလက်သက်ခြင်းကိုပယ်တယ်ဝိရာဂနုပဒနာရာဂတက်မခြင်းကိုပယ်တယ်နိရောဓနုပဒနာသမုဒိယဖြစ်ခြင်းကိုပယ်တယ်ပဋိနေသကနုပဒနာအာရဏယူလိုခြင်းကိုပယ်တယ်ခုနှစ်ခုဗျာအနုပဒနာ9ပါးအဲ့ဒါဝိမောက္ခလို့ခေါ်ပါတယ်မှတ်ခဲ့နောက်သမုတ်စေတဝိမောက္ခအဲ့ဒါဒရင်္ဂဝိမောက္ခဝိပဿနာကိုဒရင်္ဂဝိမောက္ခအဲ့ဒီခုနအနေဆနုပဒနာဒုက္ခအနတ္တနေဗိဒဝိရာဂနိရောဓပဋိနေသက9မျိုးကြိုက်တာကိုရှုအနေဆလို့ရှုရင်နေဆပျောက်မယ်ဒုက္ခလို့ရှုရင်ဒုက္ခတင်ညာပျောက်မယ်ချမ်းသာတဲ့ဌာနပျောက်မယ်အနတ္တလို့ရှုရင်အတ္တတင်ညာပျောက်မယ်နေဗိဒလို့ရှုရင်နှစ်သက်နေတဲ့အရာပျောက်မယ်ဝိရာဂလို့ရှုရင်တက်မဲ့တာပျောက်မယ်နိရောဓလို့ရှုရင်ဖြစ်ချင်တာတွေပျောက်မယ်ပရိနိဒကလို့ရှုရင်ယူကျင်တာပျောက်မယ်အဲ့ဒါကဒရင်္ဂဝိမောက္ခသမုတ်စေတဝိမောက္ခဆိုတဲ့မဲ့၄ပါးနေတရဏဝိမောက္ခနိဗ္ဗာန်တဲ့အဲ့ဒါပါပဲဟုတ်ဗျာဒါပါပဲဗျာအဲ့ဒါပဲဗျာအဲ့တော့မှအဲ့ဒါတွေစက်ကုံလေးချပြီးတော့ဖတ်ဆိုတရားလေးထိုင်လိုက်ပြီးတော့ခုနကတော့ဒ
တင်ကဝိမောက္ခသမုတ်စေတာနေတရဏလို့သုံးခုတွေကတင်ကဝိမောက္ခကိုစလုပ်တယ်အနိစ္စ ानु ပဒနာဒုက္ခ ानु ပဒနာအနတ္တ ानु ပဒနာနေဗိဒ ानु ပဒနာဟာဝိရက ानु ပဒနာခုနပြောတဲ့နိရောဓ ानु ပဒနာပရိသေပရိသေကပရိနေတက ानु ပဒနာအနုပဒနာ9မျိုးကိုပွားလိုက်တဲ့ခါမှာတင်ကဖြတ်စုံမဲ့လေးပါကြာတော့ရဟနာဖြစ်သွားပြီဟာရဟနာဖြစ်သွားပြီတတိတရားရတော့ရဟနာဖြစ်တာဗောလို့လေလေးရဲ့လေတတရင်လပိတ်တော်ဒနာကတ္တကာရဏံသုတ်တော်မြတ်စွာဘုရားရှင်အရင်တောင်းပန်ပါတယ်နံပါတ်1ချက်အစ္စယောမံပန္တိမြတ်စွာဘုရားတပိတော်ရဲ့အပြစ်ကိုတောင်းပန်ပါတယ်ဘုရားတသဗလံခမပက်တော်ဘုရားရှင်သိခါတော့သိတယ်တော်ကြရဟနာဖြစ်တော့အစ္စယတော့အပြစ်ကိုအပြစ်လို့တိတ်သွားမြင်လိုက်တာဖြစ်ရင်အစ္စယောမံပန္တိအစာကမယထာပန္နယထာမုံလံယထာအကုသလံယထာပန္နမိုက်တိလျောက်ယထာအကုသလံအကုသိုလ်လျောက်ယထာမုံလံတွေးဝေသည်တော့ဘာပြောနားလည်ရမယ်ဒါယဟန်တွေတင့်မတင့်နားလည်ရမယ်ကျွန်တော်တို့အိမ်တိမ်မှာအလျှောက်ဖူးတယ်ဆိုအီတလီကပေးလိုက်တယ်ဆရာတော်စာလေးနဲ့ဖတ်ကြည့်တယ်ဆရာတော်တွေပါဘုန်းကြီးမူးသွားတာတကယ်ဝင်နေမှာပဲဟိုအချိုရည်ပါတယ်အဲ့ဒီအချိုရည်အီတလီကဆိုအီတလီစာနဲ့ရေးထားတော့ဒါနော်လို့ soft drink လို့ရေးရတာမသိဘူးဆိုတော့သူကောင်းမကတ်တာပဲပေးရရွတ်ပြီးသွားပြီသူတဖြည်းဖြည်းချက်မှမူးတာဗျမမုန်းတော့ဦးစင်းတို့ဘုန်းကြီးဆရာတော်ကြီးနဲ့ပါလာပါတယ်မဟုတ်ပါဘူးသူကွန်းလေးရလေဝါတာကွန်းမူးတာမှမသိဘူးဆရာတော်ကြီးတွေကအကွန်းလေးထွေးလိုက်သေးတယ်တနာပါတယ်ဘုန်းကြီးတွေဆရာတော်ကကိုလည်း9ပါဦးစင်းဆိုရက်လားမသိဘူးနော်ဘိုးကလည်းကွာအမြန်တန်တရားဖြစ်တယ်ခရိုးတော့ချဘုန်းကြီးအဲ့အကုန်လုံးကြောက်ပို့လိုက်ရတာမဟုတ်တော့ဒါတော့တောက်ဆယ်ဆိုတော့ဘုန်းကြီးမဟုတ်ဘူးဖက်ဟိုနေရေးရကွာအဲ့လေဆရာတော်ကြီး80ကျော်ရေးရကွာမင်းပြောတယ်ခုနဘာကွာဟိုဟာဒီလားမသိဘူးမူးရင်လာရဘုန်းကြီးမူးရင်မမူးနေတာလို့ပြောတာအဲ့၄ပါလုံးဟိုတပါးဆိုတာညအိမ်မတက်ဘူးတော်ညဟိုဆရာတော်နည်းနည်းကြည့်တယ်ပေါ့သွားတော်ဆိုးသွားတာ9နိုင်ဆန်ကဲမင်းအဲ့ကောင်မင်းထားခဲ့တယ်ကွာဆိုကျန်တဲ့3ပါကြွသွားတော့အဲ့ကွာအကြာကြီးဆရာတော်စောင့်ဟာတော့ပြတ်တယ်ပြီလူတော်ထွက်သွားချပဲအဲ့ကိုတော်လေးကသူလည်းပထမကြီးနဲ့ဆရာတော်ဓမ္မစရိယငါမင်းကိုပြောတယ်ကိုယ်2ဝါလောက်နေတယ်မင်းမသိတဲ့ဒါမျိုးကတော့ခဲ့တယ်နိုင်ငံညာဆိုပဲသွားခွတ်တော်မလို့တော့ဘူးလိုက်ချရတယ်မှတ်မိသေးတယ်သင်္ကန်းညုံမရဖះလန်းသူမဲ့ဘူးလိုက်ချရသေးတယ်မဟုတ်ဘူးနော်ရက်တော့မသိဘူးရက်တွေတော့အနှံ့ကြည့်ရတာအနှံ့လေးတော့ပွင့်နေတာပဲဟာဆရာတော်ကြီးနှစ်ပါးကတော့မဟုတ်လားနည်းနည်းကမူးနေတာအတန်လေးကမရတော့ဘူးလေဥရိုင်းလေဘုန်းကြီးနှစ်ပါးလည်းမှောက်ဟိုကိုတော်ကတော့9နာရီလောက်ထိပရိတ်ရွတ်တဲ့4နာရီလောက်ရွတ်တဲ့9နာရီလောက်ထိအဲ့ကိုတော့မထနိုင်ဟာသူ့ကြည့်ပြီးဆရာတော်ကအန်တော့တာသူကကိုယ်ကအညာမတော့ပဲအန်ငါပါတော့တယ်ထင်တော့အမှတ်မှရရှင်ပြောရေးဘုန်းကြီးကဲဝေါင်းပေးရမကဲမရတော့ဘုန်းကြီးပြန်ပို့လိုက်တော့ဒါကတော့မသိလို့တော့တာဟုတ်ပြီနော်ဒါဆိုအစ္စယောမန်ယထာဗန်မိုက်တိလျောယထာမုန်တွေ့သိလျောယထာအကုသံတွေ့ဝေမသိတာမသိလည်းမလုပ်ပါဘူးဥပဒေသည်သင်ကမသိဘူးဆိုလို့သင်ကိုဥပဒေကခွန်းလို့နေပြီမဟုတ်စအကနော်လို့အကနော်လို့မရဘူးမခွန်းမလို့စဥပဒေကိုခွန်းလို့ဥပဒေကမသိလို့ပါဆိုရင်မရဘူးသိလို့သိရကြိုးစားမို့လေဟိုမင်းနေမမသိလို့မရဘူးဖတ်နေဗျအဲ့သူကအဲ့တော့မြတ်စွာဘုရားကချစ်တာတဲ့ဒီရံကမူးတတ်တယ်ဆိုရအောင်မင်းသိကိုသိရမယ်တဲ့ဆုံးမပြီးတော့မြတ်စွာဘုရားတိခံဥပ္ပန္နတံဝေကောဖြစ်ပေါ်လာသောတံဝေရသည်ဖြစ်၍တတိတရားလေးရတံဝေရလို့ဝိပဿနာခုနဝိပဿနာ9မျိုးပြောခဲ့ပါပြီအနိစ္စဝိပဿနာအနိစ္စလို့ရှုမယ်ဒုက္ခဝိပဿနာဒုက္ခလို့ရှုမယ်အနတ္တလို့ရှုမယ်အနိစ္စလို့ရှုရင်နိစ္စသင်ညာမြဲတယ်ထင်တာပျောက်မယ်ဒုက္ခလို့ရှုရင်ဒုက္ခသင်ညာပျောက်မယ်အနတ္တလို့ရှုရင်အတ္တသင်ညာပျောက်မယ်ငါဆိုတဲ့သင်ဒါမှတ်ခဲ့ဟုတ်ပြီနော်ဝိပဿနာ9မျိုးဒါတေချာခုနပြောခဲ့ပြီအဲ့ဒီဝိပဿနာလေးတွေရှုပါတဲ့9မျိုးလုံးရှုပါတယ်နေဗိဒ ानु ပဒနာတန်ဝကရတဲ့နန္ဒီနှစ်သက်ခြင်းဝိရာဂ ानु ပဒနာရာဂတက်မခြင်းကိုပယ်တယ်နိရောဓ ानु ပဒနာသမုဒိယဖြစ်ခြင်းနေတာတွေပယ်တယ်ပဋိနိဒက ानु ပဒနာအာရဏခိုင်မြဲစွာယူထားခြင်းကိုပယ်ပါတယ်တဲ့အေးအဲ့လိုပယ်လိုက်တာဖြစ်ခြင်းကြောင့်ဟောတာကရမထေကြီးသည်ဝရဒဝဝိပဿနာ9မျိုးကိုပွားများလိုက်ပြီးအဆုံးမှာရတ္တံရတ္တဘုသူကောင်းစွာမသွေရောက်ခဲ့ပါပေတော့တည်းအဲ့တော့ဘာလဲတရားကောင်းစဉ်ကတကုရှင်ပင်ဖြစ်စေဥတော်မှတ်ခဲ့အဘိညာဉ်သမာပတ်တွေရပါရမီကဘာတသိန်းဖြည့်ထားတဲ့ပုဂ္ဂိုလ်တွေတော်မှာအဲ့လိုမူးသွားပြီးတော့ဖယားမှန်တရားမှန်သံဃာမှန်မသိရတော့အောင်ဖြစ်တတ်တဲ့သဘာဝရှိတယ်ဆိုရင်ကျန်တဲ့မူရစီဝါတွေကိုယ့်ကိုစဉ်းစားတော့ဟုတ်ပြီနော်ဒါကြောင့်မဆရာတော်ကလည်းတကုရှင်ပင်ဖြစ်စေဥတော်အမှုမပြေခတ်သားရှာပဲပါခဲ့
မူသွားရင်မရတော့ဘူးဗျာတော့ဒီနေ့တရားနာတဲ့ရောင်တဲ့ဒေသကြီးမြန်ုံမျိုးနဲ့အမှန်ရက်ွယ်ဒဏ္ဍသတိလည်းမိသားစုများကိုတရမအချိန်မြောက်ထေရဝါဓမ္မသမမှာအရှင်သာဂရမထေမြတ်ကအထုပ်ပတ်တီကိုတကုရှင်ပင်ဖြစ်စီဥတော်အရက်တော့တာနဲ့ပတ်သက်ပြီးတော့တန်ဃာတော်ရဲ့ဝိနည်းတော်လည်းနည်းပြောရပါပြီပါဠိတော်လည်းရွတ်ခဲ့ပါပြီအရှင်သာဂရမထေသည်ပြင်ပြီးတော့မဟာသာဝကကြီးဖြစ်ပြီးတော့မြတ်စွာဘုရားသာသနာမှာဖခင်ရှင်ကခြေသားတို့တေဇောတန်တို့ကုသလန်နဲ့တေဇောကတိုင်းကိုဝင်စားတဲ့နေရာမှာအမျက်ဆုံးဣရတဲ့အရှင်လို့ဥရန်တွင်ပြီးတော့ဣရတဲ့ပေးပါတယ်ဣရတဲ့အရှင်အဘိညာဉ်တကုရှင်ပါရမီရှင်ဟူတော်မှာထိခိုက်နစ်နာအောင်လှုပ်တတ်တဲ့ဆိုသောမွေးစေဝါရဲ့တဘာဝကိုဆင်ခြင်နားလည်ပြီးအာတဝအရက်ကိုမတောက်မိကြပါစေနဲ့ဒါရက်နှမျိုးရှိပါတယ်အဲ့ဒီရက်ကွက်ထဲမှာရောင်းတဲ့အရက်ကိုအာတဝလို့ခေါ်ပါတယ်အဲ့ဒီရက်ပြီးရင်ကာမတဝကာမဂုဏ်တွေကိုလိုချင်တယ်ဘဝတဝဘဝတွေကိုလိုချင်တယ်အယူမားတွေနဲ့ရစ်ထွေးနေတယ်မသိနာမလဲပရိစ္ဆသဘုံဘကိုမသိသစ္စာလေးပါးကိုမသိတဲ့အဝိဇ္ဇာတဝအဲ့ဒီအာတဝအရက်ကိုလည်းတခါတည်းပြောလိုက်ပါတယ်ဘယ်နှမျိုးတည်းလဲအရက်နှမျိုးလောကီလူအများသိတဲ့အရက်အဲ့ဒီရက်ဘူးသွားရင်လည်းမကောင်းဘူးဒါကတော့တဘဝမကောင်းဘူးတခဏမကောင်းဘူးပြတ်ရင်လည်းကောင်းသွားတယ်ဟိုအာတဝကတော့ဘုံကြီးကောသီလရှင်ကောမူးတတ်တယ်အဲ့ဒါကအာတဝတရာဟောရင်မှာကစိန်ရီရဲ့ဟောရင်တဲ့ဒီကာမတဝကားလိုချင်နေတဲ့ဓမေစီတော့အရက်မူးသွားပြီအဲ့ဒီတည်းရောက်သွားပြီမိမလိုချင်နေတဲ့ဆရာတော်ကကာမတဝနိုင်ငံညာသွားချင်နေတဲ့ကာမတဝကျောင်းတကြီးတွေစောက်ချင်နေတယ်အဲ့တော့ဘဝတစ်ခုဒီဘဝမှာဓမေစီတွေကတမရမဖြစ်လို့နောက်ဘဝဖြစ်ချင်တယ်ဘဝတဝအယူမားတွေဒိဋ္ဌတဝပရိစ္ဆသမုပ္ပါမသိဘူးသစ္စာတွေကမသိဘူးအဝိဇ္ဇာတဝအဲ့ဒီအာတဝအရက်ကိုလည်းမတော့မိရအောင်ရှောင်ရှားနိုင်ရပါစေကုန်တော့တည်း